ကျွန်တော်နိုးလာတဲ့အခါရွှေဆွဲကျိုးတစ်ချောင်းကကျွန်တော်ရဲ့ဘဲဘက်လက်ကောက်ဝက်မှာခတ်ထားပြီးအခြားတစ်ဖက်ကိုတော့ကျွန်တော်ရဲ့ငယ်တငယ်ချင်းရန်သူတော်ကြီးကလိုဝီဟာရစ်နဲ့တွဲပြီးချီနှောင်ထားတာကိုတွေ့လိုက်ရတယ်ကျွန်တော်လက်တွေကိုအမြန်ရမ်းပြလိုက်ရင်မနှက်စာစားကြရအောင်ငါပိုက်စားပြီးကလိုဝီကကျွန်တော်ကိုတဝက်ပဲယုံကြည်တဲ့ပုံစံနဲ့ကြည့်နေခဲ့တယ်မနှက်စာစားပြီးတဲ့နောက်သူမအလုံးမသွားခင်မှာမိသားစုဆရာဝန်ကိုဖုန်းလန်းခေါ်လိုက်တယ်မိသားစုဆရာဝန်ကကျွန်တော်ကိုစစ်ဆေးနေတော့မှာပဲအသက်လက်ပိုင်းအမျိုးသားတစ်ယောက်ကငိုယိုပြီးဝုန်းကနေဝင်လာခဲ့တယ်တခင်လေးအီတန်ကျေးဇူးပြုပြီးမမကလိုဝီကိုကျွန်တော်အတွက်ပြောပေးပါဦးဗျာကျွန်တော်ကိုအလုံးမထုတ်ခိုင်းပါနဲ့အသက်20အရွယ်စိတ်ပိုင်းဆိုင်ရာပဲရှိသေးတယ်ကျွန်တော်အနေနဲ့ကိုယ့်ထက်အသက်ကြီးတဲ့လူတစ်ယောက်ကဒူးထောက်တောင်းပန်နေတာကိုတခါမှမမြင်ဘူးတာကြောင့်သူ့ကိုထူပေးဖို့အမြန်လက်လန်းလိုက်မိတယ်အရင်ထပါဦးဗျာအကျိုးအကြောင်းကိုဖြည်းဖြည်းချင်းပြောကြတာပေါ့တခင်လေးအီတန်ကျွန်တော်မှလှုပ်ကြွေးရမယ့်တက်ကြီးရွယ်ဦးမိဘတွေရှိတယ်လို့တက္ကသိုလ်တက်နေတဲ့တားနှစ်ယောက်လည်းရှိပါသေးတယ်ဗျာဒီအလုပ်ကိုငါတကယ်လက်လွတ်လို့မဖြစ်ဘူးမနေ့ကမှဖုန်းနံပါတ်အသစ်ပြောင်းထားတာကိုအာဗာစတာလင်ကအိမ်ထဲမှာတစ္ဆာဖောက်သူရှိနေပြီဆိုတာသိသွားခဲ့ပြီးအာဗာကကုမ္ပဏီရဲ့အများပြည်သူဆိုင်ရာလှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတယ်လို့အီတန်ကိုလည်းတမင်စားနောက်မြှွဆွဲပြီးပူတလက်အေးတလက်ဆက်ဆံနေကြတာသူမကငါ့ကိုအလှပြအယုတ်တစ်ခုလိုပဲထင်နေတာလားဒီလူလုတ်ခဲ့တဲ့လုပ်ရက်တွေကိုကြားပြီးတဲ့နောက်မှာတော့ငါမှရှိတဲ့တနာစိတ်အနှဲငယ်တောင်ပျောက်ကွယ်သွားခဲ့ပြီးကို့အလုပ်ရှင်ကိုကိုကျိုးအတွက်တစ္ဆာဖောက်မဲ့ကုံသွေးသမားတစ်ယောက်ကိုဆက်ထားတာဟာမိုင်းပုံးတစ်လုံးစိုက်ထူထားတယ်လို့ပဲတိတ်ကိုအနည်းရများတယ်ဒီနေ့ကလိုအီကိုတစ္ဆာဖောက်နိုင်တယ်လို့မနှက်ဖြန်လဲတခြားသူကိုတစ္ဆာဖောက်မှာပဲဒီနေ့သတင်းအချက်လက်ပေါက်ကြားအောင်လုပ်ပေးမယ်မနှက်ဖြန်ကြရင်လူတစ်ယောက်ရဲ့အသက်ကိုတော့ထိခိုက်စေနိုင်တယ်ဟဲရီမီတာစုကမင်းလိုလူမျိုးကိုအလုပ်ခံထားဖို့ဝင်လေးပါတယ်မင်းရဲ့နောက်ဆုံးလောက်ခလာစာကိုတော့ဈေးကွက်ဆန်တော့အတိုင်းပေးချေပါမယ်ဒါပေမဲ့မင်းဆက်ပြီးပြဿနာရှာနေအောင်မယ်ဆိုရင်တော့ဝန်ထမ်းချင်းဝဖောက်ဖျက်မှုနဲ့တရားစွဲပြီးရောကြီးတောင်းသွားမယ်ဒါဟာနှစ်ပေါင်းများစွာအတွင်းငါအတွက်အပျော်ဆုံးနေ့ပဲအီတန်ကဒီညံချို့တဲ့ချိန်ရောက်ဆောင်တဲ့အကွက်ကိုနောက်ထပ်ခဏလောက်73နေပါစီလို့မျှော်လင့်ပါတယ်ဒါပေမဲ့ဒီတစ်ချိန်တော့မင်းကိုငါဘယ်တော့မှထွက်ပြေးခွင့်ပြုမှာမဟုတ်တော့ဘူးအီတန်ကတကယ်ပဲမေးသွားခဲ့ပုံရတယ်ဒါဆိုရင်လည်းသူဘယ်တော့မှပြန်မမှတ်မိပဲငါပေးမှာပဲထာဝရလူလာလာရှိနေတင်တာပေါ့ငါအိတ်ခမ်းနဲ့ပြန်ဝင်အိတ်ရပေါ်လဲလိုက်ပြီးခေါင်းထဲကစနစ်နဲ့စကားပြောလိုက်တယ်ဝတ်138ဒီခေါ်ဆိုမှုတင်ကေတာကိုပြောင်းလို့ရမလားလူတွေကငါစီအစားတောက်ပို့ပေးတဲ့သူရောက်လာပြီလို့ထင်နေကြလိမ့်မယ်ရတာပေါ့မင်းကိုဘလို့ခေါ်စေချင်တယ်လဲဒီလိုတရားဝင်ဆက်ဆံမင်းတို့ဘာလို့တုံးတာခဏရက်လိုက်ပါငါကိုငါတော်တော်ငယ်သေးတယ်လို့ခံစားရတယ်မင်းရဲ့စကားပြောဟန်ကိုနည်းနည်းပြောင်းပေးလို့ရမလားတိတ်အေးဆက်ပြီးတည်ငြိမ်လွန်းနေတယ်နားလဲပါပြီးအားလုံးပြောင်းလဲပေးလို့ရပါတယ်တက်ကြွပြီးဖော်ရည်တဲ့ဟန်ပန်မျိုးဆိုရင်ရောရပါတယ်ဆက်ရုပ်ဆက်ဆံအတန်မထွက်ရင်ပြီးရောမဟုတ်ရင်ငါစကားပြောချင်စိတ်ပျောက်သွားလိမ့်မယ်နာမည်မပေးခင်မင်းမှာဘာလို့ဆောင်ချက်တွေရှိလဲဆိုတာအရင်ပြောပြပါဦးငါကအမျိုးသားဆက်လိုက်ဌာနကပါငါရဲ့ပင်မမစ်ရှင်ကအမျိုးသားဆက်လိုက်ကိုကယ်တင်ဖို့ပဲအလွယ်ပြောရရင်မင်းကိုကူညီဖို့ရောက်လာတာပါငါကိုဘာကနေကယ်တင်ရမှာလဲကလိုကြီးကငါကိုပိတ်လောင်ထားတာကနေလားဒါမှမဟုတ်အာဘာကငါကိုနာကျင်အောင်လုပ်တာကနေလား hostမင်းကိုအရင်ပြောပြရမယ့်ကိစ္စတစ်ခုရှိတယ်မင်းပြင်ဆင်ထားဖို့လိုမယ်ငါတို့ရောက်နေတဲ့ဒီကဘာကတကယ်တော့ဝတ္ထုတစ်ပုဒ်ပဲငါသိပြီးသားပါမင်းကဘလို့လုပ်တည်နေတာလဲဒါမဖြစ်နိုင်တာငါရောက်လာတာမှမနေ့ကတင်ဘာမှလည်းမပြောရသေးဘူးတခြားစက်ကောင်တယောက်ကပြောပြလို့မင်းယုံသွားတာလားဒါလည်းမဟုတ်နိုင်ပါဘူးမင်းပြောချင်တာရှိလို့လားငါတိုက်ရိုက်မှတ်ချက်တွေကိုမြင်နေရတယ်ဒါမင်းစနစ်ရဲ့ပြည့်ရွေးမှုတစ်ခုလားငါအမှားပါငါရောက်ချင်းမနေ့ကပဲအစည်းအဝေးတစ်ခုအတွက်ပြန်ခေါ်ခံလိုက်ရလို့ဒါဆိုမင်းကအဲ့ဒီမှတ်ချက်တွေကနေတဆင့်ဒီကဘာအကြောင်းသိနေပြီးပေါ့တိတ်တော့မဟုတ်ပါဘူးမှတ်ချက်တွေကတနေကုန်ဂိမ်းစော်နေကြတာဒါမှမဟုတ်ငင်းခုန်နေကြတာပဲရှိတယ်အတုံးဝင်တဲ့အချက်လက်တိတ်မပါပါဘူးငါသိတာဆိုလို့ငါကအချစ်ယူအမျိုးသားဆက်လိုက်ဖြစ်နေတယ်သူမကဒုတိယအမျိုးသမီးဆက်လိုက်နဲ့ပြီးလိမ့်ဖြစ်တယ်ပြီးတော့ပုံမှန်မဟုတ်တဲ့အချစ်စိတ်ရှိတဲ့အမျိုးသမီးဆက်လိုက်တယောက်ရှိတယ်ဆိုတာပဲကိုအဲ့လိုမပြောပါနဲ့အမျိုးသားဆက်လိုက်ဆိုတာယုံကြည်မှုရှိပြီးတန်မာရမယ်ဒီကဘာကိုမင်းကြောင့်ဖန်တီးထားတာပါငါကဒီကဘာရဲ့ဗဟိုချက်ဆိုတာတေချာလို့လားဒါဆိုဘာလို့တယံဇာတာတွေအဆက်အသွယ်တွေနဲ့အကျိုးခံစား권တွေအားလုံးကအမျိုးသမီးဆက်လိုက်စီပဲစီစဉ်နေရတာလဲငါအခုပိန်လုံးလို့ကိုရိုးတွေကိုတော့မတက်မတာခံစားနေရတယ်အမျိုးသမီးဆက်လိုက်နဲ့ဒုတိယအမျိုးသမီးဆက်လိုက်တို့ကတော့ပြင်းပြင်းထန်ထန်ဝေဖန်ခံရဖို့ထိုက်တန်ပါတယ်ဒါကရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနှိမ့်ဆက်မှုတွေနဲ့မိသားစုပျက်စီးခြင်းဆိုင်ရာဝမ်းနည်းပွဲဇလန်းတွေဖြစ်စားခဲ့တဲ့ခေတ်ဟောင်းဝတ္ထုတစ်ပုဒ်ပါဒါပေမဲ့အဲ့ဒီစတိုင်ကအခုခေတ်မစားတော့ပါဘူးဝတ္ထုရဲ့ကဘာကတန်တရားလဲနေခဲ့တာဒါပေမဲ့မကြသေးမီကမှဒီကဘာကမူလလမ်းကြောင်းကနေတွေ့ဖေလာခဲ့တယ်အထူးသဖြင့်ပြီးခဲ့တဲ့အချိန်တုန်းကဒုတိယအမျိုးသမီးဆက်လိုက်ကစိတ်ယူဖောက်ပြီးအမျိုးသမီးဆက်လိုက်ကိုတက်အဲ့ဒီနောက်မင်းရဲ့ကူပေးမှန်မှာကိုတေချောင်းကြံသွားခဲ့တယ်ပင်မဆက်ကောင်တွေအားလုံးတေဆုံးသွားလို့ကဘာကြီးကိုပြန်ဆလိုက်ရတယ်နေဦးမင်းအခုဘာပြောလိုက်တာလဲငါတေသွားခဲ့တာလားငါကအမျိုးသားဆက်လိုက်မဟုတ်ဘူးလားငါဘလို့လုပ်တေသွားတာလဲပြီးတော့ဒီတန်တရားမှာလဲဒုတိယအမျိုးသမီးဆက်လိုက်ရဲ့လုပ်ရက်တွေကမူမမှန်ပြန်ဖြစ်နေပြန်ပြီဒီကဘာရဲ့ဗဟိုချက်ကဘာတူလဲအမျိုးသမီးဆက်လိုက်ကစာရေးဆရာရဲ့အချစ်တော်ဖြစ်ပြီးအမျိုးသားဆက်လိုက်ကကောင်းမွေးထားတာမဟုတ်လားဟုတ်တာပေါ့ငါကဘာလို့တေးပေးရမှာလဲတေးရမယ်ဆိုရင်တော့ငါကိုပတ်စံမဲ့တဲ့အာဘာစတာလင်ကိုပါတခါတည်းဆွဲခေါ်သွားမှာသတိပေးချက်စနစ်ကအနှောက်အယှက်သတိပေးချက်ကိုတွေ့ရှိထားပါတယ် host စိတ်အေးထားပါငါတို့စနစ်ကမင်းပျော်ရွှင်စရာအဆုံးသက်ရရှိအောင်ကူညီပေးဖို့ရောက်နေတာပါမင်းကမူရင်းဇက်ကွက်ကိုပြင်ဆင်ပြီးငါ့ကိုအာဗာစတာလင်နဲ့တာယာတဲ့အဆုံးသက်မျိုးပေးဖို့ရောက်လာတာဆိုရင်တော့အခုချက်ချင်းပဲသူမကိုတွားထိုးတက်လိုက်တာမှပိုကောင်းအောင်မဲ့အဲ့လိုအဆုံးသက်မျိုးကဘသူ့ကိုပြောအောင်လုပ်ပေးချင်လို့လေအဲ့လိုမျိုးသမီးမျိုးကိုကြိုက်တဲ့သူရှိရင်သူမနဲ့ပဲကျန်တဲ့ဘဝတစ်ခုလုံးကိုကုံဆုံးလိုက်ကြပါစိတ်အေးထားပါငါတို့ရဲ့အမျိုးသားဆက်လိုက်ဌာနကလုတ်ပိုင်ခွင့်အာဏာအပြည့်ရှိပါတယ်အဲ့ဒီခေတ်ဟောင်းပုံစံတွေကအခုမခေတ်စားတော့ပါဘူးမင်းရဲ့အဆုံးသက်ကိုမင်းကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်ဒုတိယအမျိုးသမီးဆက်လိုက်ကိုအနိုင်ရစေဖို့ရွေးချယ်နိုင်တယ်လို့တန်မာတဲ့အမျိုးသားဆက်လိုက်လမ်းကြောင်းတစ်ကိုလည်းတွားလို့ရပါတယ်ဒါမှတော်သေးတာပေါ့ငါကပျော်ရွှင်ပြီးပြည့်စုံတဲ့အဆုံးသက်ကိုပဲလိုချင်တာမင်းကိုပြန်လည်ဆုံဆေးခြင်းလို့နာမည်ပေးရင်ရမလားရပါတယ် host ငါတို့ရဲ့ပန်းတိုင်ကပျော်ရွှင်မှုနဲ့ပြည့်စုံမှုပါပဲမင်းနဲ့လက်တွဲလှုပ်ဆောင်ဖို့မျှော်လင့်ပါတယ်မင်းမှာဘာစွမ်းရည်တွေရှိလဲငါ့ကိုဘလို့ကူညီမလဲဆိုတာမင်းငါ့ကိုမပြောပြရသေးဘူးအဲ့ဒီတိုက်ရိုက်မှတ်ချက်လှုပ်ဆောင်ချက်ကကူညီရလဲရောက်တယ်လို့ဒုက္ခလည်းပေးတယ်သူတို့မပြတ်ငင်းခုန်နေကြတာတိတ်ဆိတ်ရှုပ်ဖို့ကောင်းတာပဲတောင်းပန်ပါတယ် host ငါအဲ့ဒါကိုအခုပိတ်လိုက်ပါမယ်နောက်မှပြန်ကြည့်ချင်ရင်စိတ်ထဲကနေပြန်ဖွင့်လို့ရပါတယ်မင်းကပင်မဇလန်းချောင်းကိုပြီးမြောက်အောင်လုပ်ပြီးမင်းရဲ့ပျော်ရွှင်မှုကိုရယူရပါမယ်အဆင့်တစ်ခုစီအောင်မြင်တိုင်းဆုလက်တွေပွင့်လာပါလိမ့်မယ်အကြီးမားဆုံးဆုလက်ကတော့အတူတကွအုံမင်းမဖြစ်ပေါင်းသိမ်းရခြင်းပါပဲမင်းမှာအဖို့မရှိရင်တော့ဘဝအဆုံးထိဘေးကင်းကင်းနဲ့တယောက်တည်းရောက်ရှိသွားတာကလည်းအတူတကွအုံမင်းမဖြစ်ခြင်းလို့ရေးတွက်လို့ရပါတယ်ငါကကံမကောင်းလို့ငါရွေးချယ်လိုက်တဲ့သူကငါ့ကိုတစ္ဆာဖောက်ရင်ရော
မင်းသူ့ကိုကြိုက်တဲ့အချိန်မဆိုအစားထိုးလို့ရပါတယ်မင်းရွေးချယ်လိုက်တဲ့သူတစ်ကအကြီးမားဆုံးဆုလက်ကိုဆက်ခံရရှိမှာပါအမျိုးသားဇက်လိုက်စနစ်ကအမျိုးသားဇက်လိုက်ကိုပဲအမြဲတမ်းဦးစားပေးပါလိမ့်မယ်ဒါကိုတော့ငါသဘောကျတယ်နောက်ထပ်မေးစရာတစ်ခုရှိသေးတယ်ငါလွန်ခဲ့တဲ့ရက်ပိုင်းလေးကတင်ကောလိပ်ကျောင်းသားဖြစ်နေတာကိုအခုကျမှအိမ်အောင်ကြတာ4နှစ်ရှိပြီတဲ့ဘာလို့လဲဒီလိုပါငါရှင်းပြပါရစေဇလန်းရဲ့အစအဦးဆုံးမှာငါမင်းကိုပင်မစနစ်နဲ့ချိတ်ဆက်ဖို့ဌာနချုပ်ကိုခေါ်သွားခဲ့တာပါဒါပေမဲ့ဝတ္ထုတွေကစက်ကောင်တွေကဌာနချုပ်ရဲ့အမတ်တရားတွေကိုမမှတ်မိကြပါဘူးငါစနစ်အဆင့်မြင့်တာကြာသွားလို့ငါတို့ကလွန်ခဲ့တဲ့6နှစ်စီကိုရောက်ရမှာပါဌာနချုပ်ကကွန်ရက်ကလိုင်းနေလို့ငါရဲ့အဆင့်မြင့်တင်မှုကြံ့ကြာသွားခဲ့တာဌာနချုပ်ရဲ့တရက်ကဒီကဘာငယ်လေးရဲ့တစ်နှစ်နဲ့ညီမျှနေတယ်ငါလွန်ခဲ့တဲ့6နှစ်စီမရောက်ရင်တော့မင်းမင်္ဂလာဆောင်ကစားအချိန်စီပြန်သွားနိုင်အောင်ပြင်ဖို့ကြကိုးစားခဲ့ပေမဲ့ကြာရှုံးခဲ့ပြီးမင်းရုပ်ပိုင်းရောစိတ်ပိုင်းပါထိခိုက်ဒဏ်ရာရနေတဲ့ပူဆိုးတဲ့ဒီလက်ရှိအချိန်စီရောက်လာခဲ့တာပါငါကကောလိပ်ကျောင်းသားလေမင်းကရောကျောင်းသားပဲလားဒါတိတ်အားမကိုးရတာပဲငါကဒီနှစ်မှတက္ကသိုလ်ကဘွဲရထားတဲ့စနစ်တစ်ခုပါမင်းကငါရဲ့ပထမဆုံး house play လေးဘာလို့အားမကိုးရမှာလဲငါမှာယုံကြည်မှုရှိပါတယ်မင်းမလွဲမသွေပျော်ရွှင်မှုရှာတွေ့လိမ့်မယ်လို့ငါယုံကြည်ပါတယ်ဒါဆိုရင်ဒီကဘာမှာဘာအကြောင်းမှမရှိပဲ6နှစ်ပျောက်ဆုံးသွားခဲ့တာပေါ့အဲ့ဒီ6နှစ်အတွင်းမှာငါဒီမှာရှိနေခဲ့တာလားမရှိခဲ့တာလားဒါပေမဲ့ငါဒီကဘာမှာတကယ်ရှိနေပြီးဝတ္ထုရဲ့ဇက်ကွက်အတိုင်းဆက်သွားနေလို့မေလေအဲ့ဒီ6နှလုံးလုံးဒီကဘာရဲ့ program ကအလိုလျောက်မောင်းတဲ့စနစ်နဲ့လက်ပတ်နေခဲ့တာပါအလိုလျောက်လက်ပတ်လို့ရနေရင်မင်းကငါ့ကိုဘာလို့လိုအပ်သေးတာလဲရုပ်တည်နည်းရဆိုရင်ဝတ္ထုရဲ့ဇက်ကွက်အတိုင်းငါကဒီလမ်းကိုပဲရှောက်မှာဖြစ်ပြီးအလိုလျောက်မောင်းတဲ့စနစ်ကလည်းဒီ program အတိုင်းပဲသွားမှာလေဒါဆိုငါနဲ့အဲ့ဒီစနစ်နဲ့ဘာကွာလို့လဲပြီးတော့ဒါကငါရဲ့တကယ်စပါးလင်ပင်ကိုစရိုက်နဲ့လည်းတိတ်ကွက်ချလို့နဲ့ငါဘယ်တော့မှလုံးမှာမဟုတ်တဲ့ကိစ္စတွေပါခြားနာချက်ကတော့အလိုလျောက်မောင်းတဲ့စနစ်မှာရှိတဲ့ခန္ဓာကိုယ်ကဒဏ်ရာရရင်နာကျင်မှုကိုမခံစားရဘူးစိတ်ခံစားချက်မရှိဘူးအတွေးခေါ်မရှိဘူးဒါပေမဲ့မင်းမှာတော့ရှိတယ်ငါမှာအတွေးခေါ်ရှိနေရင်ဒါမျိုးစတုံးကြတဲ့ကိစ္စကိုဘယ်လိုလုပ်မိမှာလဲအဲ့ဒါငါမဟုတ်ဘူးတေချာတယ်ငါလုံးဝမဟုတ်ဘူးတခြားသူတွေကတော့သူတို့ရဲ့ဇညွန်အတိုင်းတရုတ်ဆောင်ပြီးရင်ပြီးသွားတာပဲသူတို့ရဲ့အစနဲ့အဆုံးကိုဇက်ကွက်ကထိန်းချုပ်မထားပါဘူးသူတို့လိုချင်တယ်လို့နေထိုင်နိုင်ပါတယ်အလဲပိုင်းဇက်ကွက်တစ်ခုတည်းကိုပဲတခြားသူကထိန်းချုပ်ထားတာပါဇက်ကွက်ထဲကအဲ့ဒီလူကငါနဲ့လုံးဝမတူတဲ့တခြားသူပဲငါအဲ့ဒီလူရဲ့အတွေးတွေလုပ်ရက်တွေကိုနားမလည်နိုင်တယ်လို့ကိုအကြိမ်ကြိမ်ငုံအောင်လဲမလုပ်နိုင်ဘူးတစ်ကြိမ်ဆိုရင်ထားပါတော့ဒါပေမဲ့အကြိမ်တိုင်းအဲ့ဒီလောက်ထိအတုံးလိုက်အလိုက်ဖြစ်နေဖို့ဆိုတာမဖြစ်နိုင်ဘူးဇညွန်တွေကလူကမင်းမဟုတ်ဘူးလို့ခံစားရတာပုံမှန်ပါပဲဇက်ကွက်ရဲ့ချီနှောင်ခြင်းခံထားရတဲ့သူကတကယ်မင်းမဟုတ်ပါဘူးမင်းလွတ်လွတ်လပ်လပ်စိတ်ကြိုက်နေထိုင်ရတဲ့ဘဝတစ်ခုတည်းကသာတကယ်မင်းပါဘာပဲဖြစ်အဲ့ဒီ6နှစ်ကငါပဲလို့ငါဘယ်တော့မှဝန်ခံမှာမဟုတ်ဘူးတိတ်အတိတ်ပဲမရှိလို့နဲ့ငါဆိုရင်အဲ့လိုကိစ္စမျိုးလုပ်မှာမဟုတ်ဘူးဒါနဲ့မင်းရဲ့စွမ်းရည်တွေကဘာတွေလဲငါရဲ့စွမ်းရည်ကအချိန်ကို3ချိန်နောက်ပြန်လှည့်နိုင်တာပါငါတို့ကိုလွန်ခဲ့တဲ့6နှစ်စီပြန်လှည့်သွားပြီးအဲ့ဒီကနေမစ်ရှင်ပြန်စားလို့ရပါတယ်အချိန်နောက်ပြန်လှည့်တာကအချိန်တိုအတွက်ပဲရတာပါကောင်းပြီလေအဲ့ဒီစွမ်းရည်ကိုနောက်မှသုံးဖို့တင်ထားလိုက်ရအောင်ပင်မအဆောက်အုံမစ်ရှင်ရဲ့အဆင့်စုလက်တွေကဘာတွေလဲမင်းဒါကိုပင်မမစ်ရှင်လို့ပြောတာဆိုတော့ဘေးထွက်မစ်ရှင်တွေလည်းရှိသေးတယ်မဟုတ်လားစုလက်တွေကတော့လှုပ်ဝက်ဆန်းကျဲတက်တာတွေပါအထဲမှာဘာလဲငါလည်းမသိဘူးဘေးထွက်မစ်ရှင်တွေကတော့မင်းတွေ့ဆုံရတဲ့စက်ကောင်တွေအပေါ်မူတည်ပြီးစနစ်ကအလိုလျောက်ထုတ်ပေးမှဖြစ်ပြီးမင်းလှုပ်ချင်ရှောက်လို့မလှုပ်ချင်မလှုပ်ဖဲနေလို့ရပါတယ်စိတ်ဝင်စားဖို့ကောင်းတာပဲတင်တာအောင်မြင်သွားပြီးအကျိုးအမြတ်တေချာပေါက်ရရှိမဲ့ project ကိုစုပ်ကိုင်နိုင်ခဲ့ခြင်းကြောင့် Harry Corporation ဟာများစွာသောကုမ္ပဏီတွေကြားကနေတဟုန်ထိုးတိုးတက်လာခဲ့တော့တဲ့ Ava Starling ကရလက်ကိုတိလိုက်ရတဲ့ညမှာတင် Starling Industry အဆောက်အုံရဲ့ထိပ်ဆုံးထပ်မှာရှိတဲ့ဇေယျရုံးခန်းထဲမှာကိုပိတ်လောင်ထားခဲ့တဲ့တစ်ထပ်လုံးမှာသူမတယောက်တည်းပဲကျန်တော့တာပါတင်တာရလက် email အကြောင်းကြားစာကကွန်ပျူတာဖန်သားပြင်ပေါ်မှာအေးဆက်ဆက်ရှိနေပြီးစာလုံးတစ်လုံးစီကသူမရဲ့မျက်လုံးကိုနဲ့ထိုးဆွနေတယ်လို့ပဲသူမစေတနာမပါပဲမတ်တက်ထွက်လိုက်ပြီးမျက်နှာချက်ကနေကြမ်းပြင်ကြည့်ရှိတဲ့မှန်ပြတဲ့ပေါက်စီလျှောက်သွားကနယူးယောက်မြို့ရဲ့တောက်ပလာတဲ့ညရှုကင်းကိုငေးကြည့်နေခဲ့တယ်သူမလက်တကမ်းမှာရှိနေပြီလို့ထင်ရတဲ့စီးပွားရေးအင်ပါယာကြီးကအခုတော့သူမရဲ့မစွမ်းဆောင်နိုင်မှုကိုလှောင်ပြောင်နေတယ်လို့ပါပဲသူမပစ္စည်းတွေကိုယူသွစွာရိုက်ခွဲပစ်တော့တဲ့ရင်ဖွင့်ဆဲဆိုပြီးတဲ့နောက်သူမဟာပစ္စည်းနေတဲ့ပစ္စည်းတွေကြားမှာမောဟိုက်စွာရက်နေခဲ့ပြီးသူမရဲ့စပင်ရှည်တွေကစင်ကလျာဖြစ်နေကနဖူးပေါ်ကဆံမြောင်းတာစီမှာချွေးရဆိုးရွှဲနေခဲ့တယ်သူမရဲ့ဖုန်းဖန်သားပြင်လင်းလာပြီးစစ်ဆက်ထားသူဗလိတ်တောင်ဆန်ထံမှဖုန်းဝင်လာတာကိုပြသနေတယ်သူမဖုန်းမကင်ပဲလင်းလက်နေတဲ့နာမည်ကိုအေးဆက်ဆက်မှောက်မိုက်တဲ့အကြည့်နဲ့ပဲစိုက်ကြည့်နေခဲ့တယ်လွန်ခဲ့တဲ့3လကအစိုးရတင်တာကိုအနိုင်ရရှိပြီးတောင်ဆန်မိသားစုထံမှဒေါ်လာတန်း900ရင်းနှီးမြှုပ်နှံမှုရရှိဖို့အတွက် Ava Starling ကဗလိတ်နဲ့လောင်းကြီးစာချုပ်တစ်ခုလက်မှတ်ရေးထိုးခဲ့တာပါ project အောင်မြင်ရင်တောင်ဆန်မိသားစုက share 15ရမယ်အကယ်၍ကြာရှုံးခဲ့ရင်တော့သူမအနေနဲ့မတည်ငွေရင်းအပြင်တစ်နှစ်လျင်အတိုး20ကို3နှစ်အတွင်းပြန်ဆက်ရမည့်အပြင်သူမရဲ့မူရင်း share 8ကိုပါပေးရမှာဖြစ်ပါတယ်သူမဟာဖခင်ဖြစ်သူအာသာစတာလင်ကိုလည်းလေးနက်တဲ့ကတိပေးခဲ့သေးတယ်အာသာကအငိမ့်စားယူတလောက်ဖြစ်နေပေမဲ့မိသားစုရဲ့တကယ်အာဏာပိုင်ဖြစ်ပြီးဆွေမျိုးတော်ဆက်မှုထက်အရေးချင်းကိုဦးစားပေးသူဖြစ်တယ်သူမှာတရားမဝင်မွေးဖွားထားတဲ့ကလေးတွေအပါအဝင်တာသမီအများပြားရှိတယ်ဒီလိုဆိုးရွားလာတဲ့ကြာရှုံးမှုနဲ့အတူအာဘာရဲ့ယာတုနေရာဟာလုံးဝလုတ်ခတ်သွားခဲ့ပြီနောက်တနေ့မနက်မှာတော့ Ava Starling ကကိုအားတင်းပြီးပြန်လဲဆူဆီးဖို့စူးစမ်းခဲ့တယ်သူမဟာအရင်ကပူးပေါင်းဆောင်ရွက်ဖို့စိတ်ဝင်စားမှုပြသခဲ့မှုတဲ့အသေးစားနဲ့အလက်စားနည်းပညာကုမ္ပဏီအချို့စီဆက်သွယ်ပြီးရေတိုရလက်တွေနဲ့ဖခင်ဖြစ်သူရဲ့မျက်နှာသာပေးမှုကိုပြန်ရဖို့မျှော်လင့်ချက်နဲ့လှုံ့ဆော်မှု project အချို့ကိုစတင်တွန်းအားပေးခဲ့တယ်မွန်းတဲ့ချိန်လောက်မှာဗလိတ်ရဲ့ဖခင်ဖြစ်သူ Mr. တောင်ဆန်ထံမှဖုန်းကမျှော်လင့်ထားသည့်အတိုင်းဝင်လာခဲ့တယ်ပြင်းပြင်းထန်ထန်ချိန်မောက်ဖိအားပေးမှုတော့အပြီးမှာဖုန်းကျသွားခဲ့ပြီး Ava ရဲ့မျက်နှာပေါ်ကအပြုံးဟာချက်ချင်းပြတ်ကွယ်သွားကသူမရဲ့မျက်လုံးတွေကကြောက်စရာကောင်းတော့အောင်အေးဆက်သွားခဲ့တယ်စက္ကန့်ငယ်ကြာမှာတော့သူမရဲ့ဖုန်းဟာအစ်စ်လဲလှယ်ထားတဲ့စပွဲစီပြင်းထန်စွာရိုက်လွှင့်ခြင်းခံလိုက်ရတယ်မြေခွေးအိုကြီးငါ့ကိုဒီလိုဆက်ဆံရဲတယ်ပေါ့ငါဒုက္ခရောက်နေချိန်မှာတယောက်မကြံငါ့ကိုနှင်းခွဲချင်နေကြတာပဲတင်တာ project ကိုအနိုင်ရပြီးတဲ့နောက်ကလိုအီကပိုလို့ပင်အလုပ်ရှုပ်လာခဲ့တယ်ဒါပေမဲ့သူမဘလောက်ပဲအလုပ်ရှုပ်နေပါစေအိမ်မှာရှိတဲ့ငါရဲ့အခြေအနေနဲ့ပတ်သက်ပြီးအဆောင်တွေစီကတဆင့်နိုင်တိုင်းသတင်းပို့ချက်တွေကိုအမြဲချက်ချင်းစစ်ဆေးလေးရှိတယ်ငါခန်းထဲကမထွက်တာ3နာရီရှိပြီဆိုတာသိတော့ငါအပေါ်အမြဲဂရုစိုက်လေးရှိတဲ့ကလိုအီဟာစိတ်မသက်မသာဖြစ်လာပြီးတခုခုမှားယွင်းနေပြီလို့ခံစားလိုက်ရတယ်စံအိမ်ကိုသွားပြီးတခင်လေးဘာလုပ်နေလဲတွားကြည့်စမ်းလို့သူမကအဆောင်တယောက်ကိုခိုင်းလိုက်တယ်တခင်လေးအီတန်အထဲမှာရှိနေတာလားငါဂိမ်းစော်နေတာလေးဘာဖြစ်လို့လဲတခင်လေးကအထဲမှာဂိမ်းစော်နေတာပါအားလုံးအဆင်ပြေပါတယ်
ငါအဆင်ပြေတယ်ဆိုတာကြားလိုက်ရတော့မှကလိုအီရဲ့ပူပန်နေတဲ့အသေးနှလုံးဟာနောက်ဆုံးတော့တည်ငြိမ်သွားခဲ့တယ်နောက်ထပ်ရက်အနည်းငယ်အထိကလိုအီကနေဘက်မှာရုံးမှာအလုပ်လုပ်ပြီးငါကတော့အိမ်မှာပဲဂိမ်းဆက်စော့နေခဲ့တယ်ငါအပြင်ထွက်ချင်တိုင်းကလိုအီကငါတောင်းဆိုမှုမှန်သမျှကိုညှင်းပယ်ခဲ့တယ်ညဘက်ကျရင်တော့ငါတို့နှစ်ယောက်ဟာရွှေကျိုးနဲ့ချီနှောင်ထားလျက်ကတင်ကြီးရဲ့တစ်ဖက်တစ်ချက်စီမှာတမီတာမကကွာဝေးစွာလှည့်လျောင်းနေကြတယ်တခုတည်းသောအဆင်မပြေမှုကတော့ဝါဆက်သွင်းဖို့စူးစမ်းနေတာကြောင့်ငါကတနေ့ကိုစားပြီးအိတ်ခန့်နီးမှာပါစားတက်တာမှုညလေခေါင်ရေချိုးခန်းသွားရင်ကလိုအီနိုးသွားတာပါပဲညလေခေါင်မှာနိုးလာတာကြောင့်သူမရဲ့အိတ်ဆက်မှုအရေးသွေးပုံမှုဆိုးရွားလာခဲ့တယ်ခဏကြာတော့ငါက Harry Corporation ရဲ့ share ကိုဒုက္ခပေးနေတယ်ဆိုတဲ့သတင်းအမှားတွေကုမ္ပဏီထဲမှာတိတ်တဆိတ်ပြန့်နှံ့သွားခဲ့တယ်။ Ava Starling ကတော့သူမဖခင်ရဲ့ယုံကြည်မှုကိုပြန်ရဖို့အသေးစားကုမ္ပဏီတွေနဲ့ပူးပေါင်းဆောင်ရွက်ရင်းအလုပ်ရှုပ်နေခဲ့တယ်။တင်တာပွဲမှာငါသူမကိုဆဲဆိုပြီးပိတ်ဆို့ခဲ့တာကြောင့်စတင်တုန်းကဒေါသထွက်ခဲ့ပေမဲ့ငါကကလိုအီကိုအချိန်ဆွဲပေးပြီးတင်တာပွဲမတက်နိုင်အောင်တားဆီးပေးခဲ့တယ်လို့သူမကယုံကြည်နေသေးပဲငါသူမအပေါ်တန်ရောစင်ရှိနေစေဖြစ်ပြီးကြည်ကြနေတာပဲဖြစ်တယ်။သူမကိုစွန့်ပစ်လိုက်တာမဟုတ်ဘူးလို့သူမကကောက်ချက်ချခဲ့တယ်ကတ်ဆိုးစွာနဲ့ပဲသူမရဲ့အဖွဲ့ကအတုံးမကျတာကြောင့်ကလိုအီမရှိတာတောင်မှ project ကိုရှုံးနိမ့်ခဲ့ရပြန်တဲ့နောက်ပိုင်းမှာသူမကိုကူညီဖို့ငါစေးရုံတက်ခဲ့ရတယ်ဆိုတာကိုသိသွားပြီးစိုးရိမ်ကြောင်းစာပို့ခဲ့ပေမဲ့ငါပြန်မဖြေခဲ့ဘူးငါရဲ့လွတ်လပ်ခွင့်ကိုတယောက်ယောက်ကကန့်သက်ထားတာကြောင့်ဆက်သွယ်လို့မရတာလို့သူမကယူဆပြီးနောက်မှတက်တည်အဖြစ်သုံးဖို့ငါနံပါတ်ဟောင်းစီစာချုပ်ပို့ထားခဲ့တယ်ငါဒီကဘာကိုရောက်နေတာခွဲလောက်ရှိပြီဖြစ်ပြီးမူလစိမ့်သက်ဆန်တက်မှုတွေဟာဒီလိုပိတ်လောင်ထားတဲ့ဘဝကြောင့်အတော်လေးကုန်ခွဲသွားခဲ့ပြီးနေ့တိုင်းအိမ်မက်ဆန်ဆန်ခန်းနာပေမဲ့အေးဆက်တဲ့ဒီအိတ်ခန်းထဲမှာနိုးထလာပြီးလက်ချောင်းစစ်တွေနာကျင်လာသည့်အထိတခြားသူတွေရဲ့ဘဝတွေကိုတိတ်တော့ကနေဆက်ကြည့်နေခဲ့ရတယ်ငါကတင်ပေါ်လှည့်ချလိုက်ပြီးဖုန်းကိုဘေးကိုပစ်ထုတ်ကစနစ်ကိုလှမ်းခေါ်လိုက်တယ်ငါထွက်ပြေးချင်တယ်ပြီးတော့ Ava Starling ရဲ့ထိခိုက်နေတာအောင်လုပ်တာကိုခံရမယ်အဲ့ဒီနောက်ကလိုအီ Harry ရဲ့ဖန်စီပြီးပြန်ခေါ်တာကိုခံရမယ်ပေါ့မင်းရဲ့လက်ရှိအားနည်းနေတဲ့ခန္ဓာကိုယ်နဲ့ဆိုထွက်ပြေးတဲ့လမ်းတစ်ဝက်မှာတင်ပွဲချင်းပြီးတည်သွားနိုင်တယ်မင်းပြောတာဟုတ်တယ်ဒါဆိုငါရဲ့ကျန်းမာရေးကိုအရင်ဆုံးပြန်ကောင်းအောင်လုပ်ရမှာပေါ့ခန္ဓာကိုယ်ကအဓိကပဲလေဘာမရှင်ပဲဖြစ်ဖြစ်ခန္ဓာကိုယ်ကြန့်ခိုင်နေဖို့လိုတာပေါ့စကားမဆက်ကျန်းမာရေးအကြောင်းပြောရင်းနဲ့ House မင်းရဲ့ဝါအလေးချိန်ကိုပုံမှန်အဆင့်စီပြန်ရောက်အောင်လုပ်နိုင်ရင်ပျော်ရွှင်မှုပန်းတိုင်ရဲ့ပထမအဆင့်ကိုပြီးမြောက်သွားလိမ့်မယ်ဘာပြောလိုက်တာကျန်းမာအောင်လုပ်တာကပန်းတိုင်ရဲ့အစိပ်ပိုင်းတစ်ခုဟုတ်လားဟုတ်ပါတယ်ပျော်ရွှင်ပွဲအဆုံးသက်တစ်ခုအတွက်ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကပထမဆုံးအဆင့်ပါပဲကျန်းမာရေးရဲ့စံချိန်စံညွှန်းကဘာလဲနေဆုံးတော့အဓိကညွှန်းကိန်းအချို့ဟာတခြားယောဂတွေမရှိဘဲကျန်းမာရေးစံချိန်စံညွှန်းတွေနဲ့ကိုက်ညီရပါမယ်မင်းတို့ကတော့အဓိကဝါလာအောင်လုပ်ဖို့ပါပဲငါခွဲတွင်းမှာ3ပေါင်4ပေါင်လောက်ပဲတိုးအောင်လုပ်နိုင်သေးတာ House မင်းက6ပေနဲ့လက်မရှိတာမို့မင်းရဲ့ဝါအလေးချိန်ကအနည်းဆုံး155ပေါင်ရှိရပါမယ်အဲ့ဒီအောက်လျှော့နေတာမှန်သမျှကတိတ်ကိုအကျမ်းမှမဟုတ်ပါဘူးငါရဲ့ပိန်လီနေတဲ့ခန္ဓာကိုယ်ကိုပြန်ကြည့်ပြီးခေါင်းငိမ့်လိုက်တယ်ငါဖုန်းကိုဘေးဖယ်ထားပြီးဒီနေ့ကစလို့ပို့စားတော့မယ်ငါလေကားအတိုင်းပြေးဆင်းသွားပြီးမစ်စစ်ကေးဘဲကိုရှာလိုက်တယ်မစ်စစ်ကေးဘဲဒီနေ့ကစပြီးငါ့ကိုဝါလာအောင်နဲ့ခန္ဓာကိုယ်တမ်းမလာအောင်ကူညီပေးမဲ့အစားအသောက်တွေချက်ပေးပါအာဟာရဖြစ်တာမှန်သမျှချက်ပေးပါစိတ်ချပါတခင်လေးဤတန်ရဲ့မပူပါနဲ့တခင်လေးဝေါ်လင်းလင်းနဲ့တန်တန်မာမာဖြစ်လာစေရမယ်ဟဲဟဲသူမရဲ့အတိတ်ပဲဖော်မှုကနည်းနည်းလွဲနေတယ်လို့ပဲထမင်းစပွဲမှာတော့ငါရှိကစားပွဲတောက်ပွဲတွေကိုငါစတင်ငုံစားတော့တယ်ကလိုအီရဲ့အကြည့်ကထမင်းစပွဲပေါ်ကိုဖြည်းဖြည်းချင်းဝှေ့ရမ်းကြည့်လိုက်တယ်ပြင်ထားတဲ့ကမာကောင်တွေအလက်စားချက်ထားတဲ့အမဲသားလုံးနူးညံ့တဲ့ရင်းနှံငါကြက်တုံမြောက်နဲ့ကြော်ထားတဲ့ကြက်ဥခွန်အားဖြစ်စေတဲ့စိမ့်လန်းနဲ့တစ်မြစ်စွပြုတ်နဲ့ကိုကြီးဘယ်ရီလက်ဖက်ရည်စူစီမှုကတိတ်ကိုတိတာလို့နေတယ်မမကလိုအီတခင်လေးအီတန်ကဒီနေ့မွန်လွဲပိုင်းကလေးကတီးတန့်တောင်းဆိုထားတာပါဒီနေ့ကစပြီးသူ့ရဲ့စွမ်းရည်နဲ့ကျန်းမာရေးကိုမြင့်တင်ပေးမယ်အာဟာရပြည့်အစားအသောက်တွေပြင်ဆင်ပေးရမယ်တဲ့တခင်လေးကတိတ်ကိုအောက်မေ့တတ်တာပဲနော်ကလိုအီရဲ့နှက်ခမ်းတွေတွန့်ကွေးသွားတယ်သူမငါ့ကိုကြည့်လိုက်တယ်ငါကတော့လက်တစ်ဖက်နဲ့ကမာကောင်ကိုအခုံထဲကနေရှာနဲ့တက်ယူဆိုးတောက်လိုက်အမဲသားလုံးကိုခရင်နဲ့ထိုးပြီးပါဇက်ထဲထည့်လိုက်နဲ့စားလို့အလုရှုံနေခဲ့တယ်ကလိုအီမျက်လုံးမိလိုက်ပြီးမစ်စစ်ကေးဘဲကိုထွက်သွားဖို့တင်းကြီးတက်ပြလိုက်တယ်ထမင်းစားကန်းထဲမှာဇွန်းခရင်အတန်တွေနဲ့ငါရဲ့မြင်းရှက်စွာဝါမျိုးတန်တွေပဲကြံရစ်ခဲ့တော့တယ်ကောင်းရလားအင်းတိတ်ကောင်းတာပဲမစ်စစ်ကေးဘဲကလက်ရတိတ်ကောင်းတာပဲစွပြုတ်ဆိုရင်ပိုလို့တောင်အရသာရှိသေးတယ်လို့ငါကဘာရင်ချင်းမှုကိုမှမငဲ့ပဲပြောလိုက်တယ်ကလိုအီကငါ့ကိုကြည့်လိုက်တော့ငါမျက်လုံးထဲမှာအစားတောက်ပေါ်နှစ်သက်မျက်နှာမှုကလွဲလို့ဘာမှမရှိတာကိုတွေးလိုက်ရတယ်။သူမဟာအရင်ကတွေးတောခဲ့တာတွေကလုံလုံကဲကဲဖြစ်ခဲ့တာပဲလို့ရုတ်တရက်ခံစားလိုက်ရတယ်။သူမတုတ်ချောင်းကိုကောက်ကင်လိုက်ပြီးတဘာဝကြကြပဲစတင်စားတောက်တော့တယ်။အများကြီးစားနော်။ဒီမှာအများကြီးရှိသေးတယ်မင်းမစားရင်ငါအကုန်စားပြစ်မှာ။ဒါကိုပြောပြီးတာနဲ့ငါရဲ့ဝတ္တိုးရေးအစီအစဉ်ကိုအကောင့်ထဲပေါ်ဖို့စွပြုတ်နောက်တစွန်းအပြည့်ခတ်လိုက်တယ်။ငါမုံတိုင်းတစ်ခုလိုအစားတောက်တွေကိုဝါမျိုးနေတာကိုကြည့်ပြီးကလိုအီရဲ့မျက်ခွန်တွေပြန်လှုပ်လာခဲ့တယ်။သူမကငါ့ကိုအသားရတတိပေးလိုက်တယ်။နည်းနည်းလျှော့စားပါဦး။ဒီလိုမျိုးအလွန်အကျွံစားရင်အစာအိမ်အဆင်မပြေဖြစ်ပြီးဆေးရုံပြန်ရောက်သွားဦးမယ်။ရပါတယ်ငါစိတ်ထဲမှာသဘောကျနေခဲ့တယ်ဒီတနက်တည်းနဲ့ဝါအလေးချိန်ဘယ်လောက်တိုးလာမလဲဆိုတာတွက်ဆနေခဲ့တာပြန်လဲစုံစည်းခြင်းစနစ်ကလည်းငါရဲ့စားသုံးမှုကိုစက္ကန့်မပြတ်စောင့်ကြည့်နေပြီးတတိပေးချက်စံချိန်နဲ့တိတ်ဝေးနေသေးကြောင်းအတည်ပြုပေးထားတဲ့ငါအတိုင်းတာကိုငါသိတာမို့ကြက်တုံမြောက်နောက်တစ်ဖက်ကိုကောက်ကင်လိုက်တယ်ငါအားရပါရစစားနေတာကိုမြင်တော့ကလိုအီလည်းပုံမှန်ထက်ပိုစားလာခဲ့တယ်ညရောက်တော့သူမဟာငါနဲ့စင်တီမီတာအနည်းငယ်အကွာကရင်ပေါ်မှာလှဲလျောင်းနေခဲ့ပြီးသူမရဲ့ခန္ဓာကိုယ်အပူချိန်ကပုံမှန်ထက်ပိုမိုပူနွေးနေတယ်လို့ခံစားရကအတွေးတွေလွင့်မျောလာခဲ့တယ်မကြသေးမီကအီတန်ကလွန်ခဲ့တဲ့နှစ်အနည်းငယ်ကအဖြစ်ပြအားလုံးကိုမေ့သွားတယ်လို့မျိုးပြုမှုနေတာဟန်ဆောင်နေတာနဲ့မတူဘူးအဲ့ဒီစိမ့်တက်မှုနဲ့တိကျဖြစ်နေတဲ့ခံစားချက်ကဒါလောက်ကြာအောင်ဒါလောက်တဘာဝကြကြဟန်ဆောင်လို့မရနိုင်ပါဘူးကလိုအီရဲ့အတွေးတွေဟာသူမအသက်20မတိုင်မီငယ်စဉ်အခါစီအလိုလိုပြန်ရောက်သွားခဲ့တယ်ငြိမ်သက်တည်ဆုံးနေခဲ့တာကြာပြီဖြစ်တဲ့ခံစားချက်တွေဟာမေ့လျော့နေတဲ့သူ့ရှိမှတိတ်တဆိတ်ပြန်လဲနှိုးထလာခဲ့တယ်သူမရဲ့မတည်ငြိမ်တဲ့အသေးနှလုံးဟာတဖန်ပြန်လဲတက်ကြွပြီးပူပြင်းလာခဲ့တယ်ဒါပေမဲ့သူမစိတ်ထဲကရုန်းကန်နေရတာတွေကိုငါဘလို့လောက်ခံမနိုင်မှလဲစတင်တော့ငါကခန်းတစ်ခုနဲ့ကရင်တစ်ခုနဲ့အတူတူသုံးရမှာကိုညှင်းဆန်ခဲ့တာပါဒါပေမဲ့ခွဲလောက်အတူတူနေထိုင်ပြီးတဲ့နောက်ကလိုအီဟာငါ့ကိုအာဗာစတာလင်နဲ့ဘာအဆက်အသွယ်မှမရှိစေချင်တာနဲ့ငါ့ကိုကာကွယ်ဖို့ပဲလုံးဝအာယုံဆိုင်နေတာဆိုတာငါတေချာသွားခဲ့တယ်ဒါမှလွယ်ရင်သူမမှာတခြားဘာရွေချက်မှရှိဖို့မရပါဘူးဒီလိုအာဟာရပြည့်အစားအသောက်တွေကိုတစ်ပတ်လောက်စားပြီးတဲ့နောက်မှာတော့ငါမှာတိတိတတ်တာဝအလေးချိန်တိုးလာခဲ့တယ်ငါရဲ့တခါကပိန်လီနေတဲ့လက်တွေနဲ့ခြေထောက်တွေမှာအသားလွှာလေးတွေရှိလာခဲ့ပြီးမနက်ပိုင်းမှာငါတိတ်တဆိတ်ပေါင်ချိန်ဆက်ပေါ်တက်လိုက်တော့အက်ကလေးက120ပေါင်မှာငိမ့်သက်စွာရက်သွားတာကိုတွေ့ရတယ်ငါမပြုံးပဲမနေနိုင်ပဲမှန်ထဲမှာကိုထောင်ပေါင်းစုံကနေစစ်ဆေးကြည့်လိုက်တယ်
ဒါပေမဲ့ငါနဲ့အတူတိုးတက်လာနေတဲ့ကလိုအီအတွက်တော့သူမရဲ့ရင်ထဲမှာတိတ်တဆိတ်မီးတောက်တစ်ခုလင်းလက်လာတယ်လို့ပါပဲစတင်တုန်းကတော့ငါလိုရုပ်ပိုင်းဆိုင်ရာအားနည်းမနေတာကြောင့်မအိပ်နိုင်တဲ့ညတွေပဲဖြစ်ခဲ့တယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ဒါဟာပပလာလျာညှဉ်းပန်းနှိပ်စက်မှုတစ်ခုဖြစ်လာခဲ့တယ်သူမဟာမကြာခဏညလေခေါင်းမှာရုတ်တရက်နိုးလာတတ်ပြီးနေမိန်နဲ့အလင်းရောင်ထဲမှာငါရဲ့အိပ်ပျော်နေတဲ့ပုံရိပ်ကိုပဲစိုက်ကြည့်နေနိုင်တော့တယ်ငါကတော့ဒါတွေကိုလုံးဝမသိခဲ့ပါဘူးငါရဲ့လုံးဝယုံကြည်ကိုးစားနေတဲ့ပုံစံကိုမြင်တော့သူမရင်ထဲကပူလောင်မှုနဲ့စိတ်ပြတ်မှုတွေဟာနောက်ဆုံးမှာမကူညီနိုင်မှုစီပြောင်းလဲသွားခဲ့တယ်သူမငါ့ကိုနှိုးဖို့မရက်ဆက်နိုင်တယ်လို့ရေအေးနဲ့ရေမချိုးချင်ခဲ့ဘူးပြီးတော့ငါ့ကိုလည်းရှင်းပြဖို့စိတ်မကူးနိုင်ခဲ့ဘူးနောက်ထပ်ညတညမှာတော့အရင်ကပူနွေးမှုဟာအရင်ထက်ပုံမနှက်ဆိုင်စွာပြန်လည်ရောက်ရှိလာခဲ့တယ်ကလိုအီရဲ့နဖူးပေါ်မှာချွေးဆက်လေးတွေစီးကျလာခဲ့တယ်သူမအသားအရာဆောင်ကိုမလိုက်ပြီးတော့ကိုတုံးကသူမရဲ့လက်ကောက်ဝတ်မှာရှိတဲ့တန်ကြိုးကိုဖြုတ်လိုက်တယ်ငါကတော့ကတင်လဲမှာအိတ်ချင်မှုတူးနဲ့လှည့်လိုက်ရင်ငါအသားအရည်ကသူမရဲ့လက်မောင်းနဲ့ထိကပ်သွားခဲ့တယ်သူမဟာသူမရဲ့စမ်းကြဲတဲ့အတွေးတွေကိုစေးကြောပစ်ချင်တယ်လို့မျိုးရေချိုးခန်းထဲစီထွက်ပြေးသွားခဲ့တော့တယ်မနက်နိုးလာတော့လွန်ခဲ့တဲ့ညကဘာဖြစ်ခဲ့မှန်းငါမသိပဲပုံမှန်အတိုင်းမနက်စာစားဖို့အောက်ထပ်စီဆင်းသွားခဲ့တယ်ကလိုအီကငါရဲ့မျက်နှာတွင်ပြင်နေစဉ်နဲ့အမျှတိုးတက်ကောင်းမွန်လာတာကိုမြင်ရလို့တိတ်ဝေဒနာတက်တာသွားခဲ့တယ်ကလိုအီငါအိမ်မှာပြင်းလာပြီးအပြင်ထွက်ချင်တယ်ပြီးတော့ငါမှာအလုပ်တစ်ခုလိုအပ်တယ်လို့ထင်တယ်နေတိုင်းမင်းအိမ်မှာဝက်တကောင်လိုပဲမနေနိုင်ဘူးငါကအဲ့လိုဖော်ပြတာကိုကြားတော့ကလိုအီကမပြုံးမဲမနေနိုင်ခဲ့ဘူးအီတန်ကအရင်တုန်းကအတိုင်းပဲကိုပြန်ဆဲရတဲ့အထိရိုင်းဆိုင်တုံးပဲမင်းငါကိုအပြင်မထွက်စေချင်တာငါသိပါတယ်ဒါပေမဲ့ငါအိမ်မှာအီတေတော့မယ်ငါကအမျိုးသမီးတစ်ယောက်အတွက်အသေးခံမဲ့အီတန်မဟုတ်တော့ဘူးငါကအသက်20ရွယ်အီတန်ဖြစ်ပြီးရီမန်းချက်ရှိသူစူးစမ်းသူအပြုသဘောဆောင်သူနဲ့တောက်ပသူဖြစ်ချင်တယ်ငါအလုပ်တစ်ခုလိုချင်တယ်ဘာအလုပ်ပဲဖြစ်ဖြစ်ရပါတယ်ငါမလုပ်တတ်ရင်တင်ယူလို့ရတာပဲမင်းအိမ်မှာအိမ်မွေးတရိษံတစ်ကောင်လိုပိတ်လောက်မထားချင်ဘူးငါကိုငါကြောင့်သူမဟုတ်ခွေးတစ်ကောင်လိုခံစားရတယ်လူတစ်ယောက်လိုမခံစားရဘူး host မင်းတိတ်တော်တာပဲဒါကတကယ်မင်းမဲစကွက်ရဲ့ချီနှောင်ခြင်းခံထားရတဲ့မင်းကတကယ်မင်းမဟုတ်ဘူးမှတ်ချက်တွေထဲမှာမင်းကိုချီးကျူးနေကြတာကိုကြည့်ပါဦးငါဘဝရဲ့တခင်ကငါပဲဖြစ်ချင်တယ်ငါပြေဝဆုံနေဖို့မလိုပါဘူးဒါပေမဲ့ကိုဆုံးဖြတ်ချက်ကိုကိုယ်တိုင်ချနိုင်ခွင့်တော့လိုတယ်ကိုလှုပ်ချင်တာကိုလှုပ်တာလွတ်လပ်တာတကယ်အီတန်ဖြစ်တာအဲ့ဒါမျိုးငါမတွေ့ရတာနှစ်ပေါင်းများစွာရှိပြီအိုးရတာပေါ့ဟဲမင်းငါရဲ့အထောက်အကူပြုလက်ထောက်လုပ်လို့ရတယ်နေတိုင်းငါနောက်ကိုလိုက်ခဲ့တခြားရွေးချယ်စရာတွေရောမရှိဘူးလားကလိုအီကမကျေနပ်ဖြစ်သွားတယ်သူမပါဆက်ကိုဖောင်းလိုက်ပြီးပြောလိုက်တယ်ဘာဖြစ်လို့အဲ့ဒီရုပ်ပြစင်ပြမျက်နှာပေးအမူအရာနဲ့စိတ်သဘောထားဖြစ်နေတာလဲငါနားလဲပါပြီငါသဘောတူတယ်မင်းနဲ့24နာရီပတ်လုံးအတူရှိနေရမယ်ဆိုတဲ့အတွေ့ကငါ့ကိုစိတ်ဆင်းရဲစေတယ်အဲ့ဒီအကြောင်းပြချက်ကိုမင်းကျင်းနေရလားငါကမင်းငါကိုလှည့်စားမှာဆိုလို့ပါမင်းကအလုပ်ကိုအကြောင်းပြပြီးအဲ့ဒီအာဘာစတာလင်စီတိတ်တဆိတ်သွားတွေ့မှာကိုအဲ့ဒီနောက်ကိုပြန်တက်ဖို့ကြိုးစားပြီးငါကလာခဲ့ရမှာကိုစိုးရင်လို့ပါလွန်ခဲ့တဲ့တန်တရာတုန်းကသူမကအာဗာစတာလင်ကိုတက်ပြီးငါရဲ့ကူပေးမှာအသေးခံခဲ့တယ်ဆိုတာပြန်လဲစုံစည်းခြင်းစနစ်ပြောခဲ့တာကိုငါရုတ်တရက်တတိယသွားခဲ့တယ်ရိုးရိုးသားသားပြောရရင်ကလိုအီကငါ့ကိုကြိုက်တယ်လို့ငါတကယ်မထင်ပါဘူးငါတို့ရဲ့ဆက်ဆံရေးကမနှက်စာစားရင်တော့အငင်းပွားမှုတေးသေးလေးမရှိပဲမပြီးမြောက်နိုင်တဲ့အထိပါပဲငါတို့ဘဝရဲ့ပထမဆုံးအသက်20နှစ်တုန်းကဒါမျိုးအမြဲတမ်းဖြစ်ခဲ့တာစကားနည်းနည်းပြောပြီးရင်ညင်းကြတယ်အဲ့ဒီနောက်ချက်ချင်းပြန်ပြေးလဲသွားကြတယ်သူမဘာကြောင့်အဲ့ဒီလိုဆုံးဖြတ်ချက်မျိုးချခဲ့ရတာလဲဆိုတာငါတကယ်စဉ်းစားလို့မရဘူးကလိုအီကအာဗာလိုပဲစိတ်ဝေဒနာရနေတာလားလူတစ်ယောက်တည်သွားတော့မှပဲသူမရဲ့ခံစားချက်တွေကိုသိရှိပြီးနောက်တရတက်တာလားအိုးငါနားလဲပါပြီငါမင်းရဲ့လက်ထောက်လုပ်ရမယ်ဆိုရင်လည်းလုပ်ပါမယ်အနက်ရောင်စီတန်ကားလေးက Harry Corporation ရဲ့အဝင်ဝမှာချုံမောစွာထိုးရက်လိုက်တဲ့အခါဖြတ်တန်းသွားတဲ့ဝန်ထမ်းတွေဟာခြေလမ်းတွေကိုမလျှော့ပဲမနေနိုင်ကြဘူးကားတကားပွင့်သွားပြီးသူတို့ရဲ့ပုံမှန်အေးစိတ်တည်ငြိမ်လာတဲ့ဖြူထွက်လာခဲ့တယ်ဒါပေမဲ့လူတိုင်းရဲ့အာယုံဆိုင်မှုကတော့သူမဘေးမှာရက်နေတဲ့ငါးစီကိုချက်ချင်းရောက်ရှိသွားခဲ့တယ်စူးစိုက်ကြည့်နေတဲ့အကြည့်တွေကြောင့်ဇဝေဇဝါဖြစ်သွားပြီးကလိုအီကငါလက်ကိုဆွဲကအမှုဆောင်အိုလီဗေတာစီတန်တန်မတ်မတ်လျှောက်သွားခဲ့တယ်ချက်ချင်းဆိုသလိုပဲလူအုပ်ကြီးထဲမှာတိုးအတင်းအဖင်းပြောတန်တွေစူးညံသွားခဲ့တယ်ပို့ပြီးရဲရဲနဲ့ဝန်ထမ်းချို့ကဖုန်းတွေကိုမြန်ထုတ်ပြီး Harry Corporation ရဲ့အတင်းအဖင်းပြောဆိုပွဲဖွဲ့လိုက်စာတူထဲမှာယူသွစွာစာရေးကြတော့တယ်ဘာတွေဖြစ်နေတာလဲဟေ့ဂျန်နာမမ Harry ကအရန်ချောတဲ့ကောင်လေးတစ်ယောက်နဲ့ဖြတ်သွားတယ်ဟာအဲ့ဒါအီတန်ကာတာမဟုတ်ဘူးလားအမြဲတမ်းစိတ်ကြောက်ကြက်ဖြစ်နေပြီးအာဗာစတာလင်တစ်ယောက်တည်းကိုပဲကြည့်နေတတ်တဲ့သူလေးကလိုအီ Harry ကသူ့ကိုကုမ္ပဏီစီခေါ်လာတာလားဒေါင်းဆိုတဲ့အတန်နဲ့အတူအမှုဆောင်အိုလီဗေတာတကားတွေပြန်ပွင့်လာခဲ့တယ်ကလိုအီကအရင်ဆုံးခြေလန်းလိုက်ပြီးငါကတော့သူ့မနောက်ကနေကက်လိုက်သွားခဲ့တယ်ထိတ်ဆုံးထက်ကဝန်ထမ်းတွေဟာချက်ချင်းပဲမတ်ထိုင်လိုက်ကြတယ်ငါယုံကန်နဲ့လာခဲ့ဂျန်နာကချက်ချင်းပဲဟန်ပြင်လိုက်တယ်ဟုတ်ကဲ့မမ Harry သူမသူတို့နောက်ကိုလိုက်သွားခဲ့တယ်မင်္ဂလာနံနက်ခင်းပါမမ Harry မစ္စတာအီတန်ဘာကူညီပေးရမလဲခင်ဗျာကလိုအီမပြောခင်မှာပဲငါကပုံမှန်မဟုတ်တဲ့စိတ်လှုပ်ရှားမှုနဲ့မော်ကြည့်လိုက်တယ်ကျေးဇူးပြုပြီးငါအတွက်စပွဲတစ်ခုစီစဉ်ပေးလို့ရမလားငါဒီနေ့ကစပြီးဒီမှာအလုပ်ဆက်လုပ်မှာပါငါနားကြားမားတာများလားမဟုတ်ရင်ဘာလို့ရှော့ရဲ့ပြဿနာရှာတတ်တဲ့ခင်ပွန်းကကုမ္ပဏီမှာအလုပ်လုပ်ဖို့လာတာလို့ပြောနေတာကိုကြားရတာလဲဂျန်နာကသတင်းဆိုးတစ်ခုကြားလိုက်ရတယ်လို့မျိုးစိုက်ကြည့်နေခဲ့တယ်သူမအလိုလိုကလိုအီစီအတီးပြုချက်ရယူတဲ့အကြည့်နဲ့ကြည့်လိုက်တယ်ကလိုအီကမတိမတာခေါင်းငိမ့်ပြလိုက်တယ်ငါရုံးခန်းထဲမှာစပွဲတစ်ခုထားလိုက်ပါသူကရိုးရှင်းတဲ့အလုပ်ချိုးနဲ့စလိုက်မယ်ဟက်အင်းငါအပြင်မှာတခြားသူတွေနဲ့အတူထိုင်ချင်တာငါပြောသလိုလုပ်ပါအခုသွားတော့ငါရဲ့တောင်းဆိုချက်ညှင်းပယ်ခံလိုက်ရတာကတော့မျှော်လင့်ထားပြီးသားပါဒီနေ့ရဲ့ကလိုအီကအာနာရှင်လုံးဝဖြစ်နေတာလေမင်းအလုပ်ကိုအကြောင်းပြပြီးတိတ်တဆိတ်ထွက်ပြေးဖို့ကြိုးစားရင်မင်းအိမ်ပြင်ကိုဘယ်တော့မှခြေတလန်းမှလှမ်းရတော့မှာမဟုတ်ဘူးငါအပြင်ကိုခြေလန်းလိုက်တာနဲ့အတင်းပြင်းစိတ်နဲ့ပြည့်နေနေတဲ့မျိုးလုံးပေါင်းများစွာနဲ့ဆုံတွေ့လိုက်ရတယ်ငါတို့ရဲ့အကြည့်တွေကလေထုထဲမှာဆုံတွေ့သွားပြီးလေထုကချက်ချင်းပဲအဆင်မပြေဖြစ်ကစမ်းကြဲသွားခဲ့တယ်ဒါပေမဲ့ငါကတော့ငါလူတွေကိုရှာတွေ့သွားတယ်လို့ခံစားလိုက်ရတယ်ငါမျက်နှာပေါ်မှာအပြုံးကြီးတစ်ခုပြန့်နှံ့သွားပြီးငါကိုယ်တိုင်လှမ်းသွားလိုက်တယ်ငါအတန်ကတောက်ပပြီးရှင်းလင်းနေခဲ့တယ်အားလုံးပဲမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါငါတို့ကအခုကစပြီးလုပ်ဖို့ကင်ဘက်တွေဖြစ်သွားပြီးငါကလုပ်ငန်းခွင်မှာအစ်စ်ဖြစ်ပြီးဘာမှမသိသေးလို့အားလုံးရဲ့ကူညီမှုကိုအားကိုးပါရစေရပါတယ်မင်းကတိတ်ကိုယဉ်ကျေးတာပဲဟဲစုံစမ်းကျင်တဲ့စစ်ဆေးကျင်တဲ့အကြည့်တွေကိုလုံးဝတတိမထားမိတယ်လို့မျိုးငါကမြန်မြန်ဆန်ဆန်ပဲတဘာဝကြကြရောနှောသွားခဲ့တယ်ရိုးရိုးရှင်းရှင်းစကားအချို့ပြောပြီးတဲ့နောက်တင်းမာနေတဲ့လေထုကအတော်လေးပြေးလျော့သွားခဲ့တယ်ဝန်ထမ်းတစ်ယောက်ကသူ့ရဲ့စူးစမ်းကျင်စိတ်ကိုမထိန်နိုင်ပဲတတိထားပြီးမေးလိုက်တယ်ဟိုမင်းမကန့်ကွက်ဘူးဆိုရင်မမ Harry နဲ့မင်းရဲ့ဆက်ဆံရေးကဘာလဲဆိုတာမေးလို့ရမလားငါမျက်တောင်ခတ်လိုက်ပြီးချုံမောစွာဖြေလိုက်တယ်
ငါတို့ကငယ်တငယ်ချင်းတွေနဲ့ကြောင်းနေဘက်ဟောင်းတွေပါဟောနားလည်ပါပြီအားလုံးကအော်ဆိုပြီးသဘောပေါက်သွားချိန်မှာပဲဂျန်နာကစပွဲကလထိုင်နဲ့ကွန်ပျူတာအသစ်ဆက်ဆက်တွေကိုတည်ဆောင်လာတဲ့ထောက်ပံ့ရေးဝန်ထမ်းတွေနဲ့အတူရောက်ရှိလာခဲ့တယ်ငါ့ကိုလူတွေဝိုင်းရံထားတာကိုမြင်တော့ဂျန်နာကရက်လိုက်ပြီးရိုးသေးစွာပြောလိုက်တယ်မစ္စတာအီတန်မင်းဘာလို့မမဟယ်ရီရဲ့ရုံးခန်းထဲမှာမရှိတာလဲမစ္စတာအီတန်ဆိုတဲ့စကားလုံးတွေကငိမ့်သက်နေတဲ့ရေကန်ထဲကိုကြောက်ခဲတစ်လုံးပစ်ချလိုက်တယ်လို့မျိုးအားလုံးရဲ့ရင်ထဲမှာကြရက်ထသွားခဲ့တဲ့အခင်းချင်းတစ်ခုလုံးချက်ချင်းတိတ်ဆိတ်သွားခဲ့တယ်မမဟယ်ရီနဲ့ဆက်ဆံရေးတိတ်ဆိုးရတယ်လို့ကောလာဟာလာထွက်နေတဲ့မစ္စတာအီတန်မျှော်လင့်ထားသည့်အတိုင်းကလိုဟယ်ရီနဲ့တူပေါ်လာနိုင်တဲ့တူဦးလေးသောအမျိုးသားကတော့သူမရဲ့ခင်မုန်းပဲဖြစ်ပါတယ်ဒါပေမဲ့စီယိုရဲ့ဒီလုပ်ရက်ကိုတော့သူတို့တကယ်နားမလည်နိုင်ကြပါဘူးသူတို့မသိခဲ့တာကတော့စီယိုရုံးခန်းရဲ့အထူးပြုလုပ်ထားတဲ့တစ်ဖက်မြင်မှန်နောက်ွယ်မှာကလိုကြီးကစိတ်လှုပ်ရှားမှုတွေစုံစမ်းကျင်စိတ်တွေစစ်ဆေးကျင်စိတ်တွေနဲ့ဖိနှိပ်ထားတဲ့ပိုင်ဆိုင်လူစိတ်အနှဲငယ်တို့ပြည့်နေနေတဲ့မျက်လုံးတွေနဲ့ငတ်စီမှာပဲသူမရဲ့အကြည့်တွေကိုမြဲမြံစွာတောက်ခတ်ထားခဲ့တာပါမကြသေးမီကအီတန်ကတိတ်ကိုလိမ္မာနေတဲ့အသက်20အရွယ်သူ့ရဲ့တက်ကြွမှုနဲ့စွမ်းရည်တွေကိုတော့အပြစ်ဆိုခွင့်မရှိအောင်ပြသနေတာဒါဟာပိုပြီးပါနဲ့တဲ့ဟန်ဆောင်မှုတစ်ခုလည်းဖြစ်နိုင်တာပဲငါမြင်မြန်ဆက်ဆံအမှားတစ်ခုကိုရှာဖွေပြီးသူ့ရဲ့မျက်နှာဖုံးကိုခွာချဖို့လိုတယ်ဒါပေမဲ့ဒါတွေအားလုံးကတကယ်ဖြစ်ရင်တိတ်ကောင်းမှာပဲအချိန်တွေကဒီမာရင်ရက်တန့်သွားပြီးအီတန်ကငါ့ကိုပြုံးပြမယ်ငါနဲ့အငင်းပွားမယ်စနောက်ခံရပြီးရင်အတုံးလိုက်အလိုက်ရေမောနေမယ်အီတန်ပုံစံအတိုင်းအမြဲတမ်းရှိနေရင်တိတ်ကောင်းမှာပဲဂျန်နာကအလုပ်တွင်ပြီးငါရဲ့လုပ်ငန်းခွင်ကိုမြ мян ဆက်ဆန်းပြင်ဆင်ပေးခဲ့တဲ့ကွန်ပျူတာအသစ်ရုံးသုံးပစ္စည်းအပြည့်စုံအားလုံးရှိနေခဲ့တဲ့ကိုပိုင်နေရာလေးရသွားတော့ငါကပို့ပြီးအာယုံဆိုင်နေပုံရတဲ့မနက်ပိုင်းတစ်ခုလုံးကွန်ပျူတာရှိမှစနစ်တကျထိုင်နေခဲ့ပြီးအချို့အချိန်တွေမှာစဉ်းစားရင်းမျက်မှောင်ကျုပ်လိုက်အချို့အချိန်တွေမှာခပ်ပတ်ပေါ်မှာစာရိုက်လိုက်နဲ့တိတ်ကိုလေးနဲ့နေပုံရတယ်ပြန်လဲစုံစည်းခြင်းဒီအစီရင်ခံစာကဘာကိုဆိုလိုတာလဲဒီကိန်းကနန်းတွေအားလုံးကဘာကိုကိုစားပြုတာလဲဒီဒီဇိုင်းပုံစံကိုငါဘယ်လိုပြင်ရမလဲဘာလို့ငါဟာကဒီလောက်ကြည့်ရဆိုနေတာလဲအကြောင်းမှာဒါတွေမတင်ခဲ့ဘူးငါဒါတွေကိုဘယ်တော့မှမထိခဲ့ဘူးပြီးတော့ဒီ PowerPoint တို့ပုံစံကလည်းတိတ်ခင်းနောက်ကျနေတယ်အယောင်တွေကလည်းရုပ်ဆိုးလိုက်တာကိုဟာကိုလို့ရင်ကြွယ်ဝမယ်ဆိုတဲ့မူအတိုင်းကအရင်ဆုံးဖုန်းထဲမှာတိတ်တဆိတ်ရှာကြည့်လိုက်တယ်တကယ်ကိုနားမလည်တော့တဲ့အခါမှာပဲအရေးပေါ်လမ်းညွှန်မှုအတွက်ပြန်လဲစုံစဲခြင်းစနစ်စီအရေးပေါ်ဖုန်းခေါ်လိုက်တယ်တနေ့ကုန်ထိမိလဲမိဖြစ်ပြီးတဲ့နောက်မှာတော့ငါအခြေခံတာဝန်ချုပ်ကိုသက်ဆိုင်ရာအတိုင်းပြမြောက်အောင်လုပ်နိုင်ခဲ့တယ်ကလိုအီကငါတင်ပြလိုက်တဲ့စာရွက်စာတမ်းကိုပုံနှိပ်ထုတ်ယူလိုက်ပြီးမင်းနဲ့ထိတ်တဲ့နေရာအချို့ကိုထောက်ပြလိုက်တယ်ဒီမှာပါတဲ့ရုပ်တိကမှားယွင်းနေတဲ့ data ကိုကချက်ကမတိကျဘူးဖော်မက်ကလည်းကုမ္ပဏီစံချိန်စံညွှန်းနဲ့မကိုက်ညီဘူးငါတိုးကတ်သွားပြီးစာရွက်ပေါ်မှာသူမဝိုင်းပြပြီးရှင်းပြနေတာကိုကြည့်လိုက်တယ်သူမရဲ့အတန်ကနူးညံ့ပြီးအောက်မကူရှိတာကြောင့်ငါကသူမရဲ့အတွေးဆက်ရည်ရင်အတိုင်းအလိုလိုလိုက်ပါသွားခဲ့ပြီးသူမပြသတာပြင်ဆင်တာနဲ့ညှိနှိုင်းတာတွေကိုကြည့်ရင်သူမရဲ့ပြဿနာဖြစ်ရှင်းတဲ့ရုပ်တိကိုတင်ယူခဲ့တယ်ပြင်ပမှာကောင်းကင်ကဖြည်းဖြည်းချင်းမှောက်မိုက်လာခဲ့ပြီးညနေ9နာရီအလုပ်စင်းနှိုးစော်တန်ကအချိန်မှန်မီလာခဲ့တယ်ခဏလေးမတိုင်မီကမှအာယုံဆိုင်နေတဲ့ငါရဲ့မျက်လုံးတွေကလျှက်စီးကြောင်းလိုညံဆန်စွာလင်းလက်သွားခဲ့တယ်ငါအလုပ်ကိုတင်စီလိုက်ပြီးကွန်ပျူတာကိုချုံမောတဲ့အမူအရာတစ်ခုနဲ့ပိတ်လိုက်တယ်ငါအားရပါရကြွေးကြော်လိုက်ပြီးအပြင်စီဒုံးဆိုင်ပြီးထွက်တော့မလို့လှုပ်လိုက်တယ်အီတန်မင်းရဲ့ပြင်ဆင်ချက်မှတ်စုတွေကိုမလိုချင်တော့ဘူးလားမနေ့ကမှလုပ်တော့မယ်ငါရုံးခန်း area ထဲကနေတုတ်ချီတင်ထွက်သွားခဲ့ပြီးအချိန်မှန်ပြန်ကျင်ကြပေမဲ့မပြန်နိုင်တဲ့မနာလိုတဲ့အကြည့်တွေကိုပဲပေးစွမ်းနိုင်ခဲ့တဲ့ဝန်ထမ်းအုပ်ကြီးကိုခြံထားခဲ့တယ်ဘသူကအချိန်မှန်မပြန်ကျင်ပဲနေမလဲဒါပေမဲ့ငါရဲ့လွတ်လပ်ခွင့်ကတော့တိတ်ကိုတိုးတောင်းလွန်ခဲ့ပါတယ်တောင်းပန်ပါတယ်မစ္စတာအီတန်မမဟယ်ရစ်ကမင်းကိုကုမ္ပဏီကနေတယောက်တည်းထွက်သွားခွင့်မပြုဖို့တီးတန့်ညွှန်ကြားထားပါတယ်ကလိုအီငါအိမ်ပြန်ချင်ပြီးစာရွက်စာတမ်းကိုပြန်မပြင်ခင်အထိမပြန်ရဘူးအခုကအလုပ်ချိန်ကျော်သွားပြီလေဒါဆိုရင်ဒါကိုအချိန်ပိုလောက်ခသုံးစားနဲ့ရေးတွဲရမှာပေါ့ဝန်ထမ်းတယောက်အနေနဲ့မင်းကတထေးမတိုင်ပြီးထွက်သွားဖို့စူးစမ်းနေတာတခြားကုမ္ပဏီမှာဆိုရင်မင်းအလုပ်ပြုတ်ပြီးသားငါရဲ့ဖုန်းကိုစုပ်ကင်လိုက်ပြီးမြင်မလာတဲ့အိုလီဗီတာစီပြန်ကြည့်ကစိတ်ပြက်လက်ပြက်နဲ့ပြန်လျှောက်သွားခဲ့တဲ့ထိတ်ဆုံးထက်ကမိချောင်းတွေကငါ့အတွက်ပြန်လင်းလာခဲ့ပြန်တယ်အိမ်ပြန်ရအောင်ငါအချိန်ပိုလောက်ရတာကိုမုန်းတယ်ငါကလိုအီနောက်ကိုလိုက်ပြီးအိုလီဗီတာထဲဝင်သွားခဲ့တယ်ဒီတစ်ချိန်တော့ပိုပြီးငြိမ်သက်နေခဲ့တယ်ကလိုအီကငါ့ကိုဟယ်ရစ်ဆန်အိမ်စီပြန်မောင်းပို့ပေးတဲ့အချိန်မှာတော့တော်တော်လေးနောက်ကျနေပြီးမစ္စဂေးဘဲကညစာပြင်ဆင်ပြီးသားဖြစ်ပြီးဟင်း6ခွက်နဲ့စွပ်ပြုတ်တစ်ခွက်ကိုစပွဲပေါ်မှာခင်းချင်းထားကအိမ်ရဲ့နှွေးထွေးမှုကိုပေးစွမ်းနေခဲ့တယ်တိတ်ဆိတ်တဲ့ထမင်းတနက်စားပြီးတဲ့နောက်ငါကပင်မအိတ်ခန်းစီတနက်မမတ်သွားပြီးငါရဲ့ဂိမ်းထဲမှာဆက်လက်စိုးမိုးနေခဲ့တယ်လို့ကလိုအီကတော့စာကြည့်ခန်းစီသွားပြီးအလုပ်တွေကိုကင်တွယ်ခဲ့တယ်မကြမီမှာပဲသူမရဲ့ဖုန်းကတုံခါလာခဲ့တယ်အပြင်ထွက်ပြီးတောက်ရအောင်လားမင်းဒီနေ့မင်းရဲ့ခင်ပွန်းကိုရုံးစီခေါ်လာတယ်လို့ကြားတယ်ဘာအခြေအနေလဲမသွားဘူးဘာမှမရှိဘူးငါ့ကိုလှည့်စားဖို့မကြိုးစားနဲ့မင်းတို့နှစ်ယောက်လုံးရမ်းမဖြစ်ပဲသို့မဟုတ်တယောက်ကိုတယောက်အေးဆက်ဆက်မလုပ်ပဲတနေ့ကုန်အတူတူကုံဆုံးတာကနေအရှိဘက်ကထွက်တာထက်တောင်ရှားသေးတယ်အင်းအဆင်ပြေပါတယ်တစ်မှာအတိတ်မယောဂရှိနေတာကလိုအီကစိတ်ပြက်စွာနဲ့စာနှဲငယ်အလင်းအမြန်ပြန်လိုက်ပြီးသူမကိုလစ်လူရှုလိုက်တယ်တနာရီကြာမှာတော့တကားပဲမြည်လာခဲ့တယ်မစ္စဂေးဘဲကတကားဖွင့်ပေးလိုက်တော့လီလီကအပြုံးကြီးနဲ့ရက်နေတာကိုတွေ့လိုက်ရတယ်သူမအိမ်လိုမျိုးကျွမ်းကျင်စွာဖက်နှက်လဲလိုက်ရင်းနဲ့ပေါ့မမဟယ်ရစ်ငါမင်းအိမ်မှာရောက်နေပြီလို့လီလီကအထက်ထက်မှာရှိတဲ့ကလိုအီစီစာပို့လိုက်တယ်မင်းရဲ့ခင်ပွန်းရောမင်းကတကယ်ကိုဆွဲရှိတာပဲကလိုအီကပင်မအိတ်ခမ်းရဲ့ပိတ်ထားတဲ့တကားစီမတိမတာကြည့်လိုက်တယ်အတင်းအဖြစ်နည်းနည်းလေးအတွက်နဲ့ဒီလောက်ဝေးကြီးလာခဲ့တာပေါ့ဒါပေါ့မင်းတို့နှစ်ယောက်ရမ်းမဖြစ်တာကမတမာမှုတစ်ခုပဲဒါကြောင့်ငါကိုယ်တိုင်ကိုကြလာကြည့်ချင်တာလို့လီလီကမတ်မတ်ထိုင်ရင်သူမရဲ့မျက်လုံးတွေကလင်းလက်နေခဲ့တယ်ကလိုအီကအေးဆက်စွာပြန်ဖြေလိုက်တယ်ငါတို့ကတရိတ်ဆန်ယုံကမြောက်တွေမဟုတ်ဘူးမင်းငါတို့ကိုလာကြည့်ဖို့တီးတန့်ခီးထွက်เสียမလိုပါဘူးစကားမဆက်အီတန်ကအဲ့ဒီအာဘာစတာလင်ကိုအမြဲတမ်းယူယူမှုဖြစ်နေတာမဟုတ်ဘူးလားဘာလို့ရုတ်တရက်ပြောင်းလဲသွားတာလဲမင်းနောက်တစ်ချိန်လှည့်စားခံရပြန်ပြီလားလွန်ခဲ့တဲ့အချိန်တုန်းကအာဘာကြောင့်မြို့တစ်မြို့လုံးမုန်တိုင်းထန်ခဲ့စဉ်ကလီလီကကလိုအီရဲ့အနီးကပ်ဆုံးတငယ်ချင်းအနေနဲ့သူမနဲ့အတူညပေါင်းများစွာအရက်တောက်ပေးခဲ့ပူတာမှုတဘာဝအတိုင်းပဲတတိထားနေစေဖြစ်ပါတယ်အလုံးမင်းမိန်နဲ့နူးညံ့မှုတစ်ခုကလိုအီရဲ့မျက်လုံးနဲ့ဖြတ်တန်းသွားခဲ့တယ်သူ့မှာအတိတ်မေယောဂရှိနေတာပါသူပြီးခဲ့တဲ့အချိန်တုန်းကမင်းတနာအောင်ခေါင်းကိုက်တာနဲ့အတိတ်မေတာကိုဟန်ဆောင်ခဲ့တာလေအခုသူ့ရဲ့ပရိယေတွေကိုအစင်းမြင့်လိုက်တာလားဒီတစ်ချိန်တော့တကယ်ပါသူအာဘာစတာလင်ကဘာတူလဲဆိုတာတော့မမှတ်မိတော့ဘူးသူ့ရဲ့တရုပ်ဆောင်မှုပိုကောင်းလာတာဆိုရင်ရောကလိုအီနောက်တစ်ချိန်မယုံလိုက်ပါနဲ့သူမစကားမဆုံးမိမှာပဲဒုတိယထက်ကတကားပွင့်သွားတဲ့အတန်တက်တက်လေးထွက်ပေါ်လာခဲ့တယ်သူတို့နှစ်ယောက်လုံးမောကြည့်လိုက်တော့ငါရဲ့အိမ်ဝတ်စုံလေးနဲ့ထွက်လာတာကိုတွေ့လိုက်ရတယ်ငါလက်ရန်နားမှာရက်ပြီးအောက်ကိုငုံကြည့်လိုက်တယ်ငါရဲ့အကြည့်ကရှင်းလင်းနေပြီးစိမ့်တက်မှုနဲ့စူးစမ်းခြင်းစိတ်အနှဲငယ်ပြည့်နေခဲ့တယ်
လီလီကချက်ချင်းမတက်ထရက်လိုက်ပြီးသူမရဲ့စံနမူနာဖြစ်တဲ့တောက်ပတဲ့အပြုံးကိုတက်ဆင်လိုက်တယ်ဟဲလိုအီတန်ငါတို့စကားပြောတာကျဲသွားလို့မင်းကိုအနှောက်အယှက်ဖြစ်သွားတာလားငါလှေကားအတိုင်းဆင်းလာခဲ့တယ်ဟဲလိုငါသူမကိုခေါင်းချင်းပြလိုက်တယ်ဒီတယောက်ကဘာတူလဲလီလီလားအမျိုးသမီးဆက်လိုက်လုပ်ငန်းစတင်စဉ်ကာလကတွေ့ဆုံခဲ့တဲ့အနီးကပ်တငယ်ချင်းပါသူတို့တိတ်ချစ်ကြတယ်ကလိုအီရိုးရိုးသားသားစကားပြောနိုင်တဲ့တူးလေးသောလူဖြစ်ကောင်းဖြစ်လိမ့်မယ်ငါအခုနားလည်သွားပြီးလီလီရဲ့စုံစမ်းခြင်းနဲ့အကြည့်နဲ့ဆုံတွေ့လိုက်တော့ငါပြောလိုက်တယ်ငါရေယူဖို့ဆင်းလာတာပါမင်းတို့ဆက်ပြောကြပါငါရေခဲတစ်တာစီလှောက်သွားပြီးရေနှစ်ဘူးထုတ်ယူလိုက်တယ်သူခုနကငါ့ကိုတကယ်ပြုံးပြပြီးနှုတ်ဆက်လိုက်တာအရင်တုန်းကဆိုငါ့ကိုအမြဲအေးဆက်ဆက်လှုပ်ထားတာမဟုတ်ဘူးလားသိချတယ်သူ့မှာတကယ်ပဲအတိတ်မေ့ယောဂရှိနေတာပဲအီတန်ရဲ့အမတ်တရတွေကသူအသက်20တုန်းကစီပြန်ရောက်သွားတာသူအရင်ကလူတွေနဲ့အဖြစ်အပျက်တွေအားလုံးကိုမေ့သွားခဲ့ပြီဒါသတင်းကောင်းပဲဒီလိုဝမ်းသာစရာအခါသမယမျိုးကိုမစင်နွှဲလို့မဖြစ်ဘူးလားပါအပြင်ထွက်ပြီးတောက်ရအောင်ငါတကားခံမယ်ကလိုအီခဏမြတုံဆိုင်သွားခဲ့တယ်ကောင်းပြီလေငါရဲ့တွာလာမှုကိုသတင်းပို့ပြီးပြီကလိုအီမင်းသူ့ကိုနောက်တစ်ကြိမ်ချစ်မိပြန်ပြီလားကလိုအီကသူမကိုလစ်လူရှုလိုက်ပြီးပင်မအိတ်ခမ်းတကားစီလျှောက်သွားကအตาအရာခောက်လိုက်တယ်အထဲကနေအတန်တက်တက်လေးထွက်ပေါ်လာခဲ့တဲ့တကားကိုတွန်းဖွင့်လိုက်တော့ငါ့ကိုဆိုဖာပေါ်မှာခြေချိတ်ထိုင်နေတာကိုတွေ့လိုက်ရတယ်ငါရဲ့လက်ချောင်းတွေကဖုံးဖန်သားပြင်ပေါ်မှာပြန်တန်းနေပြီးပြင်းထန်တဲ့တိုက်ပွဲတစ်ခုရဲ့အလယ်မှာရောက်နေပုံရတယ်ဖုံးဖန်သားပြင်ကအလင်းရောင်ကငါမျက်နှာကိုလင်းလက်စေပြီးငါရဲ့ကိုယ်ပိုင်ကဘာထဲမှာလုံးဝနှိမ့်မြုပ်နေတယ်လို့မျိုးငါရဲ့အာယုံဆိုင်နေတဲ့ဘေးတိုက်ပုံရိပ်ကိုထင်ဟပ်စေခဲ့တယ်အီတန်ငါလီလီနဲ့အပြင်ထွက်ပြီးတောက်မလို့ငါပြန်လာတာနောက်ကျနိုင်တယ်ဟောတွားလီငါကမင်းကိုတန်ကျိုးနဲ့ချီထားတာမှမဟုတ်တာလို့ငါမော့မကြည့်ပဲပြောလိုက်တယ်ငါမျက်လုံးတွေကဖန်သားပြင်ပေါ်မှာပဲကပ်နေခဲ့တယ်စကလုံးတွေငါပါဇက်ကထွက်သွားတဲ့ခဏမှာပဲကလိုအီရဲ့ခန္ဓာကိုယ်ဟာမတိမတာတောင့်တင်းသွားခဲ့တဲ့အဲ့ဒီဝါကြကဇက်အိမ်ထဲကအတချောင်းလိုသူမရဲ့အသေးနှလုံးကိုတိကျစွာထိုးဆွလိုက်တယ်လို့ပါပဲသူမတခုခုပြောချင်ခဲ့ပေမဲ့စကလုံးတွေအားလုံးကသူမရဲ့လက်ချောင်းထဲမှာပိတ်မိနေခဲ့ပြီးနောက်ဆုံးမှာတော့ခါးသီးတဲ့တိတ်ဆိတ်မှုအဖြစ်ပြောဝင်သွားခဲ့တယ်နောက်ဆုံးမှာတော့သူမဘာမှမပြောခဲ့ပဲတကားကိုအตาအရာမပိတ်မိငါကိုနက်နက်နဲ့အကြည့်တစ်ချက်ပဲပေးခဲ့တယ်ဘားတွေကမီးရောင်တွေကမိန်ဖြော့ပြီးဝေဝါးနေကနှိမ့်ကြပြီးဒုံဒုံမြည်နေတဲ့ဂီတတန်တွေကသူတို့ရဲ့နားစီတွေကိုရိုက်ခတ်နေခဲ့တယ်ကလိုအီကဘာမှမပြောပဲပြင်းထန်တဲ့အရက်နှစ်ခွက်ကိုစက်တိုက်တောက်ချလိုက်တယ်ဖြည်းဖြည်းတောက်ပါမင်းဘာဖြစ်နေတာလဲခုနကဘာကမင်းကိုစိတ်ဆိုးစေတာလဲတတိယမြောက်ခံခွက်ကိုသူမနှက်ခမ်းစီမြောက်လိုက်စင်မှာပဲကလိုအီကမောလိုက်ပြီးအကုန်တောက်ချလိုက်တယ်ငါသူ့ကိုဒီလိုပိတ်လောက်မထားတင်ဘူးလားမင်းသူ့ကိုကာကွယ်ပေးနေတာလေအရင်တုန်းကဆိုမင်းသူ့ကိုလွတ်ပေးလိုက်တိုင်းသူကအာဗာစတာလင်စီတန်တန်မတ်မတ်သွားပြီးပြဿနာမျိုးစုံရှာတော့တာပဲအဲ့ဒီပြဿနာတွေကိုအမြဲတမ်းရှင်းပေးရတာဘာတူလဲအခုသူ့မှာအတိတ်မေယောဂရှိနေပြီးအခြေအနေကမရေမရာဖြစ်နေတော့မင်းပို့ပြီးတောင်တတိထားရမယ်သူကငါရဲ့တန်ကျိုးနဲ့ချီနှောင်ခံရတာကိုမကြိုက်ဘူးပြီးတော့သူကငါ့ကိုလည်းမကြိုက်ဘူးလို့ကလိုအီကသူမရဲ့ဖန်ခွက်ထဲကဝစ်စကီရေကိုစိုက်ကြည့်ရင်ပြောလိုက်တယ်ဒါကတိတာမနေဘူးလားဒါပေမဲ့နီးဆုံးတော့သူအခုပြဿနာမရှာတော့ဘူးလေဒါကြောင့်အခြေအနေတွေကနည်းနည်းပုံငိမ့်သွားတာပေါ့ဖြည်းဖြည်းချင်းပဲသွားပါနှလုံးသားရေးရာတွေကိုအလင်းလိုလို့မရဘူးဒါပေမဲ့ကလိုအီကကြားပုံမရပဲသူမအတွက်နောက်ထပ်ဖန်ခွက်အပြည့်လောင်းထည့်လိုက်တယ်လီလီကခေါင်းခါလိုက်ပြီးဒီညအတွက်တောက်ဖို့တောက်ဖက်အဖြစ်ပိတ်မိနေပြီဆိုတာသိလိုက်တယ်သူတို့ရဲ့ရုပ်ရည်ကအာယုံဆိုင်မှုအများကြီးရရှိနေခဲ့ပြီးမကြမီမှာပဲတောက်စရာကိုကင်ထားတဲ့ခန္ဓာကိုယ်တောင့်တင်းတဲ့အမျိုးသားတစ်ယောက်ရှောက်လာပြီးကလိုအီဘေးကဗလာဖြစ်နေတဲ့ထိုင်ကုန်မှာထိုင်လိုက်တယ်လှပတဲ့အမျိုးသမီးနှစ်ယောက်တယောက်ထဲတောက်နေရတာပြင်းစရာကောင်းပါပဲအတူတူတောက်ကြမလားတောင်းပန်ပါတယ်ငါတငယ်ချင်းကအိမ်အောင်ရှိပါတယ်အိမ်အောင်ရှိရင်လည်းတငယ်ချင်းဖွဲ့လို့ရတာပဲဒီလှပတဲ့အမျိုးသမီးကစိတ်ကြည်လင်ဖို့မရဘူးငါတို့စကားပြောကြမလားငါအိမ်အောင်ရှိတယ်အမျိုးသားရဲ့အပြုံးကစက္ကန့်ပိုင်းများအေးခဲသွားခဲ့တယ်သူမရဲ့ဗလာဖြစ်နေတဲ့လက်ချောင်းကိုထိန်းချုပ်စွာစိုက်ကြည့်လိုက်ပြီးစိန်ခေါ်တဲ့လေတံနဲ့ပြောလိုက်တယ်မင်းခင်မိုးနဲ့ရန်ဖြစ်ထားလို့စိတ်ဆိုးနေပုံရတယ်ငါ့ကိုမေးမယ်ဆိုရင်တော့အခါအားလျော်စွာမင်းကိုမင်းအနားယူခွင့်ပေးရမယ်ဘယ်သူသိနိုင်မလဲမင်းရဲ့ခင်မုန်းကအခုတခြားနေရာမှာအပျော်ပါးသွားရှာနေတာလည်းဖြစ်နိုင်တာပဲဒါအပြင်မင်းကမင်္ဂလာလက်စွပ်ကိုပါချွတ်ထားတာဆိုတော့ဘာလို့အဲ့ဒီလောက်လေးနဲ့နေရတာလဲဘဝဆိုတာတိုးတောင်းပါတယ်လက်ရှိအချိန်ကိုပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးတာပုံမကောင်းဘူးလားအဲ့ဒီခဏမှာပဲငါကဂိမ်းတငယ်ချင်းတွေနဲ့အတန်ဖြစ်စကားပြောနေခဲ့ပြီးစန့်ကျင်ဘက်အဖွဲ့တွေကစုံတွဲကိုပြင်းပြင်းထန်ထန်ဆဲဆိုရင်ပျော်ရွှင်နေခဲ့တယ်ရုတ်တရက်ဘာတတိပေးချက်မှမရှိပဲငါအကျဲကြီးနာချီလိုက်မိတယ်ငါနှာခေါင်းကိုပုတ်လိုက်ပြီးတခုခုရေရွတ်လိုက်တယ်ကလိုအီဘေးပတ်ဝန်းကျင်ကအပူချိန်ကရုတ်တရက်အေးခဲသည့်အထိကျဆင်းသွားခဲ့တယ်အမျိုးသားဟာသူမရဲ့မျက်လုံးထဲကအေးဆက်လာတဲ့အေးဆက်မှုကြောင့်ကြောက်လန့်သွားပြီးအလင်းအမြန်ထွက်ပြေးသွားခဲ့တယ်လီလီကတက်ပြင်းချလိုက်မိပေမဲ့သူမခေါင်းလဲလိုက်တဲ့အခါကလိုအီကဗလာဖြစ်နေတဲ့သူမရဲ့ညာဘက်လက်ကလေးကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်ငါနဲ့အီတန်ရဲ့မင်္ဂလာပွဲကစတင်တုန်းကတည်းကဟန်ဆောင်မှုတစ်ခုပဲသူအတိတ်မိခင်တုန်းကလည်းငါ့ကိုမကြိုက်ခဲ့ဘူးအတိတ်မိပြီးနောက်မှာလည်းငါ့ကိုမကြိုက်သေးဘူးဒီအတိတရားကပြင်းထန်တဲ့အရက်ထက်ပိုမိုပူလောင်စေခဲ့တယ်ကလိုအီကစကားပြောတာကိုရက်လိုက်ပြီးတစ်ခွက်တောက်တော့တယ်လီလီကသူမကိုကြည့်ပြီးစိတ်မကောင်းဖြစ်ခဲ့ပေမဲ့ဘလို့နှစ်သိရမှန်းမသိခဲ့ပါဘူးကလိုအီမူးလာတာကိုမြင်တော့သူမရဲ့ဒရိုင်ဘာကိုဖုံးဆက်ပြီးတငယ်ချင်းကိုဘေးကင်းကင်းအိမ်ပြန်ပို့ဖို့ဆုံးဖြတ်လိုက်တယ်အချိန်ကနောက်ကျနေပြီဖြစ်ပြီးဒရိုင်ဘာကကလိုအီကိုကူညီပြီးကားပေါ်ကချပေးတဲ့အခါညလေအေးကသူမကိုခဏမျှစိတ်ကြည်သွားစေခဲ့ပေမဲ့သူမရဲ့ခြေလမ်းတွေကမတိမငြိမ်ဖြစ်နေသေးပါသူမလီလီရဲ့ကူညီခြင်းနဲ့ကြိုးစားမှုကိုတွန်းထုတ်လိုက်ပြီးစိုင်အိမ်ထဲစီရိုင်းတိရိုင်းတိုင်းဝင်သွားကလှေကားအတိုင်းဖြည်းဖြည်းချင်းတက်သွားခဲ့တယ်သူမကိုမလိုအပ်တော့တာကြောင့်လီလီလည်းအိမ်ပြန်သွားခဲ့တယ်အိတ်ခမ်းတကားရှိမှာကလိုအီရက်လိုက်ပြီးအေးဆက်တဲ့နေရန်ကိုမိကသူမရဲ့စကတ်ကိုမစီမဆိုင်ပြင်ဝတ်လိုက်တယ်ဒါကိုလုပ်ပြီးတဲ့နောက်သူမတက်ပြင်းပြင်းရှူလိုက်ပြီးအေးဆက်တဲ့တကားလက်ကန်ကိုစုပ်ကင်လိုက်တယ်ဟဲငါရဲ့စိတ်လှုပ်ရှားနေတဲ့အတန်ကိုအထဲကနေအတဲတဲကြားလိုက်ရပြီးဟာနေတဲ့တကားကြားကနေတဆင့်သူမရဲ့နားစီပုံမှန်မဟုတ်တဲ့ရှင်းလင်းမှုနဲ့ရောက်ရှိသွားခဲ့တယ်ကလိုအီရဲ့လက်ကတကားလက်ကင်ပေါ်မှာအေးခဲသွားခဲ့တယ်သူမရဲ့တွေးတွေခဏမျှအေးခဲသွားပြီးနောက်စက္ကန့်မှာတော့ခေါင်းစီဒုံးကနေတက်သွားတယ်လို့ခံစားလိုက်ရတယ်ဘာကအမျိုးသားရဲ့မကောင်းဆိုးဝါးစကားတွေဟာအခုတော့အစိတ်ရှိတဲ့ဘေဒင်ဟောချက်တစ်ခုလိုယောဂါဆိုးနဲ့ဒီခဏမှာပဲတမိုင်းဝင်မှန်ကန်လာခဲ့ပြီဒါဆိုအီတန်မှာအတိတ်မေယောဂါမရှိဘူးပေါ့သူငါ့ကိုတစ်ချိန်လုံးလိန်ညာနေခဲ့တာအဲ့ဒီအပြစ်မဲ့တဲ့အသက်20ရွယ်မျက်လုံးတွေနဲ့လိမ္မာတလို့လုပ်ရက်တွေကိုတုံးပြီးကြီးမားတဲ့မူသားတစ်ခုကိုရက်လုံနေခဲ့တာဒါဆိုငါ့ကွယ်ရမှာသူကအာဗာစတာလင်နဲ့နီးကပ်တဲ့အဆက်တွေရှိနေတော့ပေါ့ကလေးလေးတဲ့တိတ်ကိုရင်းနှီးတဲ့ချစ်စနိုးနာမည်ပဲအီတန်လွန်ခဲ့တဲ့နှစ်တွေတုန်းကငါရဲ့အိမ်မက်တွေထဲမှာသူ့နာမည်ကိုအကြိမ်ကြိမ်ခေါ်ခဲ့ဘူးတဲ့တနေ့မှသူလည်းငါ့ကိုအဲ့ဒီလိုခေါ်လိုက်မယ်လို့မျှော်လင့်ခဲ့ဘူးတဲ့သူငါ့ကိုဘယ်တော့မှအဲ့ဒီလိုမခေါ်ခဲ့ဘူးတစ်ချိန်မှတော့မခေါ်ခဲ့ဘူးဒါပေမဲ့တခြားအမျိုးသမီးတစ်ယောက်ကိုတော့အကြိမ်ပေါင်းတန်းပေါင်းများစွာခေါ်ခဲ့ဘူးတဲ့
ကလိုအီရဲ့မနာလိုစိတ်တွေဟာအရက်ထဲမှာအချင်းပေါက်လာခဲ့တယ်သူမပြန်လဲရရှိထားတဲ့အသိစိတ်နည်းနည်းလေးဟာအခုတော့မြင့်မားလာတဲ့ဒေါသနဲ့ရောနှောသွားခဲ့ပြီးလှည့်စားခံရတဲ့အချက်တရားဟာလင်းလက်နေတဲ့မိတောက်တစ်ခုအဖြစ်ပြောင်းလဲသွားကသူမရဲ့နောက်ဆုံးစိတ်စဉ်ကိုချက်ချင်းဝါမျိုးသွားခဲ့တယ်သူမတကားကိုပြင်းထန်စွာတုံးဖွင့်လိုက်တဲ့အခန်းထဲကနှွေးထွေးနူးညံ့တဲ့အလင်းရောင်ကအပြင်ကိုရှန်ကျလာခဲ့ပြီးမှောက်မိုက်တဲ့စင်ကြံနဲ့တိတာစွာစန့်ကျင်ဘက်ဖြစ်နေခဲ့တယ်ငါကကတင်ပေါ်မှာတဝက်တစ်ပြက်မိလေးရဲ့နှစ်ချက်တက်ထားပြီးငါရဲ့လက်ချောင်းတွေကဖန်သားပြင်ပေါ်မှာပြန်တန်းနေတော့မယ်ရုတ်တရက်ထွက်ပေါ်လာတဲ့အတန်ကြေကြောင့်ထိတ်လန့်သွားပြီးငါခေါင်းကိုမောကြည့်လိုက်တယ်ငါရဲ့ဂိမ်းတငယ်ချင်းတွေနဲ့ဆက်ဆံမှုကရရှိလာတဲ့လွတ်လပ်တဲ့အပြုံးကငါမျက်နှာပေါ်မှာရှိနေတော့မယ်ကလိုအီကအဲ့ဒီမှာရက်နေခဲ့ပြီးသူမရဲ့ပါးပြင်တွေကတဘာဝမဟုတ်တဲ့ညီရဲမှုဖြစ်နေတာသူမရဲ့မျက်လုံးတွေကငါဘယ်တော့မှမမြင်ဘူးတဲ့ညီရဲတဲ့ဒေါသနဲ့မျောလင်းချက်မဲ့မှုတို့နဲ့ပြည့်နှက်နေခဲ့တယ်သူမရဲ့ပုံမှန်အေးဆေးတည်ငြိမ်တဲ့အမူအရာပျောက်ကွယ်သွားခဲ့ပြီးပိတ်မိနေတဲ့ဒဏ်ရာရတိရစ္ဆာန်တစ်ကောင်ရဲ့ပုံစံနဲ့စားထုတ်လိုက်တယ်သူမငါ့ကိုစိုက်ကြည့်နေခဲ့ပြီးသူမရဲ့နှုတ်ခမ်းတွေကကြာရှည်စွာတုံရင်နေခဲ့ကမျက်ရည်စက်တွေနဲ့ဆွဆွဲချက်တစ်ခုကိုညှစ်ထုတ်နိုင်ခဲ့တယ်အီတန်မင်းငါကိုလိန်ခဲ့တာမင်းမှာအတိတ်မေယောဂလုံးဝမရှိဘူးငါလုံးဝစဝေးစဝါဖြစ်သွားခဲ့တယ်ငါမတ်မတ်ထိုင်လိုက်တယ်ငါမင်းကိုဘာလိန်လို့လဲငါမင်းကိုဘယ်တော့မှမလိန်ခဲ့ဘူးမလိန်ခဲ့ဘူးဟုတ်လားသူမငါစီလောက်လာခဲ့ပြီးသူမရဲ့တောင်းမြင့်ဖက်နှက်တွေကကျမ်းပြင်ပေါ်မှာဓာတ်တွေပေါ်လှောက်နေတယ်လို့မျိုးခြေလမ်းတိုင်းမှာအတန်ထွက်နေခဲ့တယ်ဒါဆိုမင်းအခုလေးတင်အော်ခေါ်လိုက်တဲ့ကလေးလေးဆိုတာဘာတူလဲအာဘာစတာလင်မဟုတ်ဘူးလားမင်းတစ်ချိန်လုံးဟန်ဆောင်နေခဲ့တာအတိတ်မေ့ချင်အောင်ဆောင်နေလိမ္မာချင်အောင်ဆောင်နေငါ့ကိုအားကိုးချင်အောင်ဆောင်ရင်းနဲ့သူမနဲ့တိတ်တဆိတ်ပတ်သက်နေလုံးပဲနောက်ဆုံးတော့သဘောပေါက်သွားပြီးငါဖုန်းကိုမြှောက်ပြလိုက်တဲ့ရေးရမလားငိုရမလားမသိပဲဖြစ်သွားခဲ့တယ်မင်းဒါကိုပြောတာလားဒါကငါရဲ့ဂိမ်းတင်းဖော်လေးယောက်ျားတစ်ယောက်ပါငါအခုလေးတင်9ယောက်စလုံးကိုတက်လိုက်လို့အောင်ပွဲခံတဲ့အနေနဲ့သူ့ကိုကလေးလေးလို့ခေါ်လိုက်တာမင်းဘာတွေစိတ်ကူးရင်နေတာလဲကလိုအီရဲ့ခြေလမ်းတွေရိမ့်ရိုင်သွားခဲ့တယ်အရက်ကပြေသွားပုံရပြီးသူမမျက်လုံးထဲကဒေါသတွေကအေးခဲသွားကအံ့အားသင့်မှုအဖြစ်ပြောင်းလဲသွားခဲ့တယ်သူမငါဖုန်းဖန်သားပြင်ပေါ်ကဂိမ်းအင်တာဖေ့စ်ကိုစိုက်ကြည့်လိုက်တယ်အဲ့ဒီနောက်ငါရဲ့အပြစ်မဲ့တဲ့မျက်နှာကိုကြည့်လိုက်ပြီးသူမရဲ့ပါးပြင်ပေါ်ကနေရဲမှုတွေဟာချက်ချင်းပြောက်ကွယ်သွားကဖြူဖြော့သွားခဲ့တော့တယ်ငါအတန်ကိုအသားရလျှော့လိုက်တယ်ကလိုအီမင်းဘာကိုကြောက်နေမှန်းငါသိပါတယ်မင်းကငါအာဗာစတာလင်ကိုပြန်မက်မိသွားမှာကိုကြောက်နေတာအရင်တုန်းကသူမအတွက်အသေးခံချင်ခဲ့တဲ့သူလေးအဲ့ဒါငါမဟုတ်ဘူးငါတို့ကငယ်စဉ်ကတည်းကရန်ဖြစ်ခဲ့တဲ့ရန်သူဟောင်းတွေဆိုတာပဲငါမှတ်မိတယ်သူမမျက်နှာကိုလှည့်လိုက်ပြီးသူမရဲ့ပခုံးတွေကမတိမတာတုံရင်နေခဲ့ကငါ့ကိုကြည့်ဖို့ညှင်းဆန်ခဲ့ပေမဲ့သူမငင်းခုန်မနေခဲ့ပါဘူးငါကတင်ပေါ်ကဆင်းပြီးသူမစီလှောက်သွားလိုက်တယ်ပြိုင်ပွဲမှာငါနိုင်ပြီးခြေချင်းဝစ်လိန်သွားတော့ငါကိုငါမှတ်မိတယ်မင်းကငါ့ကိုကြောင်းစိတ်ကန်းစီကူညီပို့ပေးခဲ့ပြီးလမ်းတစ်လျှောက်လုံးငါ့ကိုချိန်မောင်းနေခဲ့ပေမဲ့ငါလက်မောင်းကိုတော့တိတ်ကိုနူးညံ့စွာကင်ထားခဲ့တာမင်းကအပြင်မှာမာကြောပေမဲ့အတွင်းထဲမှာနူးညံ့တာကိုငါမှတ်မိတယ်ငါမို့ဖို့လိုအပ်တဲ့အခါမင်းကညီးတွားပေမဲ့ငါလက်ထဲကိုပတ်စံထည့်ပေးခဲ့တာကဘာပေါ်ကတခြားယောက်ျားတွေအားလုံးတည်သွားရင်တော့မင်းငါကိုကြိုက်မှာမဟုတ်ဘူးလို့ပြောခဲ့တာကိုငါမှတ်မိတယ်အဲ့ဒါကမင်းဒေါသထွက်နေလို့ပြောတာပါငါသိပါတယ်ငါလက်ကိုလှမ်းလိုက်ပြီးသူမမျက်နှာပေါ်ကမျက်ရည်တွေကိုအသားရတုပ်ပေးလိုက်တယ်ငါလွန်ခဲ့တဲ့ခွဲအတွင်းမှာတေချာမြင်ခဲ့ရပါတယ်မင်းငါကိုတန်ကြိုးနဲ့ပိတ်လောင်ထားဖို့ပြောနေတာကငါထွက်ပြေးမှာကိုကြောက်လို့ငါဒဏ်ရာရမှာကိုကြောက်လို့ပါဒါပေမဲ့မင်းကငါကိုအကောင်းဆုံးဘဝတစ်ခုပေးထားခဲ့တာမင်းငါအတွက်အရေးကြီးတဲ့တင်တာကိုတောင်ဆွတ်လွတ်ခဲ့တယ်ပြီးတော့ငါဟန်ဆောင်နေတာဖြစ်နိုင်တယ်လို့မင်းထင်နေတာတော့မှငါခေါ်တိုင်းမင်းအမြဲတမ်းပြေးလာခဲ့တာကလိုအီမင်းကဘီလိမဟုတ်ပါဘူးမင်းကကဘာပေါ်မှာအတုံးဆုံးနဲ့ငါကိုအကာအကွယ်ဆုံးပေးခြင်းတဲ့သူပါသူမမောကြည့်လိုက်တော့သူမရဲ့မျက်ရည်တွေကငါလက်ခုံပေါ်ပူပူနွေးနွေးစီးကျလာခဲ့တယ်မင်းတကယ်ပဲအာဗာစတာလင်စီပြန်မသွားတော့ဘူးလားငါဘာလို့သူမစီပြန်သွားရမှာလဲဟွန်းငါကိုလှည့်စားခဲ့တယ်ငါကိုတုံးခဲ့တယ်ငါစီကရိုးသားတဲ့စကားတခုမှမပေးပဲလူမှုအဖွဲ့အစည်းအထက်တန်းစီတက်ဖို့ငါကိုနင်းချေခဲ့တဲ့အမျိုးသမီးတစ်ယောက်စီကိုလေငါစိတ်ယူဖောက်မှပဲသူမနဲ့ပြန်ပတ်သက်တော့မှာပေါ့အရင်ကလူကငါမဟုတ်ဘူးအခုငါကငါပဲပြီးတော့အစိတ်တောက်ဖြစ်စေတဲ့လူတွေနဲ့ခက်ဝေးဝေးနေမှာ host မင်းတိတ်တော်တာပဲနားလည်မှုလွဲတာပြေးလဲသွားပြီငါစနစ်ကိုရှော့ထားလိုက်ပြီးကလိုအီရဲ့လက်ကိုအသားရကင်ကကတင်ဆုံးမှာထိုင်ဖို့ဥဆောင်ခေါ်သွားလိုက်တယ်အရင်ကဖြစ်ခဲ့တာတွေအတွက်အဲ့ဒီသူ့အတွက်ငါတောင်းပန်ပါတယ်သူမင်းကို6နှလုံးလုံးအပြစ်လုပ်ခဲ့တယ်မင်းကိုအိမ်မရတဲ့ညတွေပေးခဲ့တယ်ပြီးတော့ငါကိုတေချာပေါက်ကြိုက်နေခဲ့တယ်မင်းကိုငါကိုထိမ့်သိမ့်ဖို့ပိတ်လောင်မှုစီရောက်အောင်ဖိအားပေးခဲ့တယ်သူမင်းကိုစိတ်ပြက်စေခဲ့တယ်ဒါပေမဲ့ငါမင်းကိုကတိပေးပါတယ်ဒီနေ့ကစပြီးအီတန်ကာရာကကလိုအီဟဲရစ်ကိုနောက်ထပ်မျက်ရည်တစ်စက်မှမကျစေရပါဘူးကလိုအီကငါရင်ခွင်ထဲတိုးဝင်လာခဲ့ပြီးငါခါကိုတင်းတင်းကြပ်ကြပ်ဖတ်ထားကသူမမျက်နှာကိုငါလေပင်မှာမြုပ်နှံထားခဲ့တယ်လွန်ခဲ့တဲ့6နှလုံးလုံးသူမဖိနှိပ်ထားခဲ့တဲ့ဝမ်းနည်းမှုတွေဟာနောက်ဆုံးမှာပောက်ကွဲထွက်လာခဲ့ပြီးကလေးတစ်ယောက်လိုငိုကြွေးတော့တယ်ငါသူမရဲ့ကြောပြင်ကိုအသားရပုတ်ပေးလိုက်တယ်ငါအသေးနှလုံးကသူမအတွက်နာကျင်မှုနဲ့ပြည့်နှက်သွားခဲ့တယ်ကလိုအီရဲ့အမိခံပိတ်လောင်မှုဆိုတာထိန်းချုပ်ဖို့မဟုတ်ခဲ့ပါဘူးအဲ့ဒါကကဲတင်ချင်းဖြစ်ခဲ့တာပါသူမတာငါ့ကိုခြေလမ်းတိုင်းမှာစောင့်ကြည့်မနေခဲ့ရင်ဇက်ကွက်ရဲ့ထိန်းချုပ်ခြင်းခံထားရတဲ့ငါဟာငါရဲ့များစွာသောစိတ်ပိုင်းဆိုင်ရာပျက်စီးမှုတွေနဲ့မျောလင်းချက်မဲ့တဲ့ခိုက်တန့်တွေကတစ်ခုခုမှတည်ဆုံသွားခဲ့တာကြပါပြီငါကိုချီနှောင်ဖို့တန်ကြိုးကိုမသုံးပါနဲ့တော့ငါထွက်မပြေးပါဘူးမင်းစိုးရိမ်ရင်မင်းတော်သမျှနေရာတိုင်းငါကိုခေါ်သွားပါငါအလုပ်စီမင်းနောက်လိုက်မယ်အလုပ်ပြီးရင်မင်းနဲ့အတူနေမယ်ပြီးတော့ငါဘဝရဲ့ကြံရှိတဲ့အချိန်တွေမှာမင်းကိုဘယ်တော့မှထွက်သွားမှာမဟုတ်ဘူးရွှေစစ်ထက်တောင်ပိုးပြီးတကယ်ဖြစ်ပါတယ်ပြီးတော့ငါစူးစမ်းပြီး Harry Corporation ကိုစီမံခန့်ခွဲဖို့မင်းကိုကူညီမယ်ငါအရင်ကမင်းကိုဝင်ထုတ်ဝင်ပို့ဖြစ်စေခဲ့ပေမဲ့အခုကစပြီးငါကမင်းရဲ့အတန်မာဆုံးအထောက်ပံ့ဖြစ်လာပါမဲအဲ့ဒီညမှာတော့မီတာကွာမှာအိတ်ဆက်ချင်းမရှိပဲပထမဆုံးအကြိမ်ဖြစ်ငါတို့နေထိုင်ခဲ့ကြတယ်ငါသူမကိုပွေ့ပတ်ထားပြီးသူမကငါကိုမိထားခဲ့ကလူလွန်ချင်းသို့မဟုတ်ထိတ်လန့်နှုတ်ထားခြင်းမရှိပဲညလုံးပေါက်နက်နဲစွာအိပ်ပျော်သွားခဲ့တယ်နောက်တနေ့မနက်မှာကလိုအီကနတ်ရွက်ဖျားလေးတွေနီရဲရက်အနှဲငယ်ရှက်ရွံ့စွာနိုးထလာခဲ့တယ်ငါသူမကိုတမင်ဆက်နောက်လိုက်တယ်ဟဲရစ်အကြီးကဲမနေ့ကမျက်ရည်တွေကျအောင်ငိုနေခဲ့တာဘသူပါလိမ့်သူမငါကိုစိုက်ကြည့်လိုက်ပေမဲ့သူမရဲ့ပုံမှန်ထက်မြက်မှုမရှိပဲရှက်ရွံ့မှုအနှဲငယ်ပဲပါဝင်နေခဲ့တယ်ဒါကိုမပြောနဲ့တော့ထားပြီးတဲ့နောက်ငါအိမ်မှာရှိတဲ့ရွှေတန်ကြိုးတွေအားလုံးကိုဖယ်ရှားဖို့အဆောင်တွေကိုခိုင်းလိုက်တယ်အခုကစပြီးမင်းကိုငါနှလုံးသားနဲ့ချီနှောင်ထားမယ်အဲ့ဒါကဘယ်တန်ကြိုးထက်မဆိုပိုပြီးတတ်မှာပါတယ်နောက်ပိုင်းရက်တွေမှာငါ Harry Corporation ကအလုပ်တွေထဲမှာလုံးဝနှက်ဆိုင်စွာပါဝင်လာခဲ့တဲ့စတင်တုန်းကအစီရင်ခံစာတစ်ခုမှနားမလည်တာကနေကလိုအီထံမှစီးပွားရေးအကြောင်းတဖြည်းဖြည်းတင်ယူခဲ့ပြီးကုမ္ပဏီရေးရာတွေကိုကိုယ်တိုင်ကင်တွယ်လာနိုင်ခဲ့တယ်ငါအမြဲမြဲဆန်ဆန်တိုးတက်လာခဲ့တယ်ကလိုအီကငါ့ကိုတင် जा ပေးတဲ့အခါတိတ်ကိုအောက်မကူရှိခဲ့ပြီးငါကလည်းတိတ်ကိုစူးစမ်းခဲ့တယ်သူမအရာအလုံးကိုတယောက်တည်းထမ်းထားစရာမလိုအောင်သူမရဲ့ဝင်ထုတ်ဝင်ပိုးကိုကူညီမျှဝေပေးခြင်းရုံတက်ပါ
အာဗာစတာလင်ကတော့သူမရဲ့လောဘနဲ့အတ္တအတွက်နောက်ဆုံးမှာပေးဆက်ခဲ့ရပါတယ်။အစိုးရတင်တာပွဲမှာရှုံးနိမ့်ပြီးတဲ့နောက်တောင်ဆန်မီသားစုရဲ့ယင်းနှိမ့်မြုံနှံမှုကိုဆုံးရှုံးခဲ့ရုံနဲ့မကပဲသူမရဲ့ရှယ်ယာတွေပေါင်နှံထားရတာကြောင့်ကြီးမားတဲ့အကျွေးတွေလည်းကြားရောက်သွားခဲ့တယ်။သူမအာဏာလုံးဝဆုံးရှုံးသွားတာကိုမြင်တော့ဖခင်ဖြစ်သူကကုမ္ပဏီမှာရှိတဲ့သူမရဲ့ရပိုင်ခွင့်အားလုံးကိုရုပ်သိမ်းလိုက်ပြီးတခြားသားသမီးတွေကိုယာတုတိုးပေးခဲ့တယ်။အားလုံးရဲ့စွန့်ပစ်ခြင်းခံလိုက်ရပြီးအာဗာရဲ့အရင်ကတောက်ပမှုတွေပျောက်ကွယ်သွားခဲ့ပြီးနောက်ဆုံးမှာတော့သူမနယူးယောက်ကနေအဆက်တကွဲထွက်ခွာသွားခဲ့ရပြီးမိသည့်အခါမျှပြဿနာပြန်မရှာနိုင်တော့ပါဘူး။ဒါကိုကြားလိုက်ရတဲ့အခါငါပြုံးယုံပဲပြုံးလိုက်တယ်ဝစ်ဆိုတာလဲတက်တာပဲလေသူမရဲ့အဆုံးသက်ကသူမကိုယ်တိုင်ဖန်တီးခဲ့တာပါတဆင့်ပြီးတဆင့်သူမမှာဘသူ့ကိုမှအပြစ်တင်စရာမရှိပါဘူးလီလီကဟဲရစ်ဆန်အိမ်စီပြန်လည်လာရောက်လက်ပတ်တဲ့အခါကလိုအီနဲ့ငါဘေးချင်းရှင်ဆိုဖာပေါ်မှာထိုင်နေတာကိုတွေ့လိုက်ရတယ်ငါကသူမအတွက်လိမ္မော်သည့်အခွန်တော်ပေးနေပြီးသူမကငါပခုံးပေါ်မိကစာရွက်စာတမ်းတစ်ခုကိုဖတ်နေခဲ့တယ်အိမ်အောင်ရှင်တာယာမှုရဲ့ပုံရိပ်ကတိတ်ကိုအံ့အားသင့်စရာကောင်းလွန်းတာကြောင့်သူမတောက်နေတဲ့လက်ဖက်ရည်တောင်ထွေးထုတ်လူနီးပါဖြစ်သွားခဲ့တယ်ငါဖျားအီတန်မင်းတကယ်ပဲလုံးဝပြောင်းလဲသွားတာပဲအရင်ကဆိုအာဗာစတာလင်တယောက်တည်းကိုပဲကြည့်နေတာအခုကျတော့ငါတို့ကလိုအီကိုပဲမြင်တော့တာပေါ့မဆိုးဘူးနောက်ဆုံးတော့မင်းအမှန်တရားကိုမြင်သွားပြီပေါ့ရှောက်မပြောနဲ့လို့ကလိုအီကလီလီကိုအตาရတွန်းလိုက်ပေမဲ့အပြုံးတစ်ခုကတော့သူမနှုတ်ခမ်းပေါ်မှာရှိနေခဲ့တယ်ငါအရင်ကမျက်စိကန်းနေခဲ့တာပါအခုတော့ဘသူကတကယ်တမိုးထားဖို့ထိုက်တန်လဲဆိုတာငါရှင်းရှင်းလင်းလင်းမြင်လိုက်ပါပြီ host ပထမအဆင့်မစ်ရှင်ကအောင်မြင်စွာပြီးမြောက်သွားပါပြီမင်းရဲ့ကျမကြီးညွှန်းကိန်းတွေကစံချိန်စံညွှန်းစီရောက်ရှိသွားပါပြီဒုတိယအဆင့်မစ်ရှင်ကလိုအီဟဲရစ်ကိုကာကွယ်ပါစတင်ပါပြီလှုပ်ဝက်ဆန်းကျဲတစ်တာဆုလက်ကိုဖြန့်ဝေပေးလိုက်ပါပြီမင်းအချင်းချင်းနှလုံးသားချင်းချိတ်ဆက်မှုကိုရရှိသွားပါပြီအခုကစပြီးမင်းတို့ဟာအချင်းချင်းရဲ့အတွေးတွေကိုနားလည်ကြတော့မှာဖြစ်ပြီးနောက်ထပ်နားလည်မှုလွဲတာတွေရှိတော့မှာမဟုတ်ပါဘူးရက်တွေကုန်လွန်သွားတာနဲ့အမျှငါရဲ့ဝအလေးချိန်ကပုံမှန်အဆင့်စီတဖြည်းဖြည်းပြန်ရောက်လာခဲ့တယ်ငါအရင်ကလိုပိန်လီနေတဲ့ပုံရိပ်မဟုတ်တော့ပဲစွမ်းအင်နဲ့စိတ်ဓာတ်တွေအပြည့်ဖြစ်နေခဲ့ပြီးကလိုအီနဲ့ငါရဲ့ဆက်ဆံရေးကလည်းပုံမနှက်ဆိုင်လာခဲ့ပြီးငယ်တငယ်ချင်းရန်သူဟောင်းတွေဖြစ်ကနေအချင်းချင်းရဲ့ဘဝထဲမှာမရှိမဖြစ်ချစ်သူတွေဖြစ်သူပြောင်းလဲသွားခဲ့တယ်ငါတို့ရဲ့ပူးတွဲစီမံခန့်ခွဲမှုအောက်မှာ Harry Corporation ဟာဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးရင်းဤ Empire ဟာမပြတ်တိုးချဲ့လာကနယူးယောက်ကမြို့ရဲ့ဥဆောင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာခဲ့တယ်တချိန်ကကလိုအီကိုတန်တရားဝင်ခဲ့ကြတဲ့ရှယ်ယာရှင်တွေဟာအခုတော့ငါ့ကိုချီးကျူးနေကြပြီစနွေရာသီစာတင်နှစ်ပိတ်ရက်တစ်ခုမှာငါကလိုအီကိုငါတို့ရဲ့တက္ကသိုလ်နယ်မြေဟောင်းစီပြန်ခေါ်သွားခဲ့တယ်ရင်းနှီးနေတဲ့လမ်းကြောင်းတွေတိုင်းလောက်လန်းရင်ကျောင်းသားတွေတွာလာနေတာကိုမြင်ရတာအသက်20အရွယ်စီပြန်ရောက်သွားတယ်လို့ခံစားလိုက်ရတယ်ငါရက်လိုက်ပြီးကလိုအီကိုလေးနက်စွာကြည့်ကဒူးတစ်ဖက်ထောက်လိုက်ပြီးငါအိတ်ထဲကစိန်လက်စွပ်တကွင်းကိုထုတ်ယူလိုက်တယ်ငါဒါကိုငါကိုယ်တိုင်ရှာဖွေရရှိခဲ့တဲ့ပထမဆုံးပတ်စံနဲ့ဝယ်ခဲ့တာပါကလိုအီဟဲရစ်ငါတို့အသက်20တုန်းကငါခြေချင်းဝတ်လိန်သွားတော့မင်းငါကိုကူညီပေးခဲ့တယ်အခုအသက်26မှာတော့ငါမင်းရဲ့လက်ကိုကင်ပြီးဘဝရဲ့ကြံရှိတဲ့အချိန်တွေကိုမင်းနဲ့အတူလှောက်လန်းခြင်းနဲ့ငါတို့ရဲ့ပထမဆုံးမင်္ဂလာပွဲကဒေါသကယ်တင်ခြင်းနဲ့မတော်တဆမှုတွေကနေမွေးဖွားလာခဲ့တာပါအခုတော့ငါမင်းကိုချစ်လို့မင်္ဂလာဆောင်ချင်တာပါငါကိုလက်ထပ်မလားကလိုအီရဲ့မျက်လုံးတွေထဲမှာမျက်ရည်တွေပြည့်နေသွားခဲ့ပြီးသူမခေါင်းကိုတန်တန်မာမာညှိပြလိုက်ကအတန်ကဝမ်းနည်းမှုတွေနဲ့အဆက်ပြတ်နေခဲ့တယ်လက်ခံပါတယ်ငါလက်စွပ်ကိုသူမရဲ့လက်ချောင်းနဲ့ဆုပ်ပေးလိုက်ပြီးမက်တက်ထရက်ကသူမကိုဖတ်ထားလိုက်တယ်အခုကစပြီးရန်သူဟောင်းဆိုတာမရှိတော့ဘူးငါနဲ့ငါဇနီးပဲအတူတူရှိတော့မယ်ငါတို့အိုမင်းမဖြစ်ပေါင်းတင်ရတဲ့အထိဘယ်တော့မှထွက်သွားမှာမဟုတ်ဘူး hostနောက်ဆုံးမစ်ရှင်ပြီးမြောက်သွားပါပြီအကြီးမားဆုံးဆုလတ်အတူတကွအိုမင်းမဖြစ်ပေါင်းတင်ရခြင်းစတင်လိုက်ပါပြီမင်းနဲ့ကလိုအီတို့တသက်တာလုံးပျော်ရွှင်မှုငြိမ်းချမ်းမှုနဲ့အောင်မြင်မှုတွေရရှိပါစေလို့ဆုတောင်းပေးပါတယ်ငါရင်ခွင်ထဲကလူကိုပွေ့ဖက်ထားရင်ငါအသေးနှလုံးကကျဉ်းနှက်မှုတွေနဲ့ပြည့်နေနေခဲ့တယ်ငါဖိတ်ကရေးသားပြီးသားဖြစ်ပြီးဝမ်းနဲ့ပွဲဇလန်းစီဥတီနေတဲ့ဝတ္ထုတွေကအယုတ်တစ်ခုလို့ငါအရင်ကထင်ခဲ့ဘူးတယ်ဒါပေမဲ့အခုတော့ကိုတစ္ဆာရှိပြီးစစ်မှန်တဲ့ခံစားချက်တွေကိုတန်ဖိုးထားသမျှကန့်သက်ချက်တွေအားလုံးကနေလွတ်မြောက်နိုင်ပြီးကိုလိုချင်တဲ့ဘဝကိုရှင်းတန်းနိုင်နေဆိုတာငါသိလိုက်ပြီကလိုအီက6နှစ်တာဆွဲလန်းမှုနဲ့အကာအကွယ်တွေကိုတုံးပြီးတကယ်ငါပြန်လာမှာကိုစောင့်ဆိုင်းခဲ့တာပါငါကတော့ငါဘဝရဲ့ကြံရှိတဲ့နူးညံ့မှုနဲ့အဖို့ပြုမှုတွေကိုတုံးပြီးသူမရဲ့နာကျင်မှုတွေနဲ့ရှည်လျားလာတဲ့စောင့်ဆိုင်းမှုတွေကိုပြန်လည်ပေးဆက်သွားမှာပါညနေပိုင်းမှာငါဘေးမှာအိပ်ပျော်နေတဲ့ကလိုအီကိုကြည့်ပြီးသူမရဲ့နဖူးကိုအตาအရာနှမ်းရှိုက်လိုက်တယ်ဒီဘဝမှာမင်းကိုလက်ထပ်ရတာငါဘဝရဲ့အကြီးမားဆုံးကံကောင်းခြင်းပါပဲ